မင်္ဂလာပါခင်ဗျာမင်္ဂလာပါစကားပြောစရာအကြောင်းလေးတွေရှိလာတဲ့အခါကျတော့စကားပြောခွင့်လေးတွေပြုပါတချို့သောအရာတွေကလူတူဦးတယောက်ကြောင့်ထူးသဖြင့်ကျွန်တော်ကြောင့်အခြားသောကျွန်တော်ဤမိတ်ဆွေများနဲ့ပတ်ဝန်းကျင်ကြီးထိခိုက်နစ်နာရတဲ့အကြောင်းတွေပေါ့ဗျာဆိုလိုတာကကျွန်တော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုပြောမဲ့အကြောင်းတွေကကျွန်တော်ကိုပဲရည်ရွယ်ပြီးတော့ကျွန်တော်ကိုပဲပြုစရာရှိတာပြောစရာရှိတာကိုကျွန်တော်ကိုပဲပြောရမှာမဟုတ်ဘူးလားဘာမှမသိတဲ့အရာတွေကိုကိုယ်တိုင်လဲမရမသိပဲနဲ့တစ်ဖက်သောသူတွေထိခိုက်နစ်နာရတဲ့အတွက်ကျွန်တော်ဟာဒီနေ့ထိခိုက်နစ်နာရတယ်ဆိုတာကမထိခိုက်တဲ့သူတွေထိခိုက်တယ်မနစ်နာတဲ့သူတွေနစ်နာကြတယ်ပေါ့မနစ်နာတဲ့သူတွေဒါမျိုးဖြစ်ချင်းကြောင့်ကျွန်တော်ကချို့ဟာလေးတွေစကားပြောပြစီကျွန်တော်မှာတာဝန်ရှိတဲ့အကြောင်းတွေဖြစ်လာလို့ပါဒါကြောင့်မလို့ဒီနေ့စကားပြောဖို့အကြောင်းဖြစ်လာတယ်ပေါ့လေအကြောင်းတစ်ခုအကျိုးတစ်ခုပါပဲပြောရတဲ့အကျိုးပြောရတဲ့အကြောင်းတစ်ခုကျွန်တော်ကြောင့်ရယ်ကျွန်တော်နဲ့ပတ်သက်တဲ့သူတွေရဲ့ကျွန်တော်ချစ်ခင်ပြန်လို့ရတဲ့သူတွေပေါ့ဗျာကျွန်တော်မိတ်ဆွေတွေပဲကျွန်တော်ရဲ့ချစ်ခင်ပြန်လို့ရတဲ့ကျွန်တော်ရဲ့လုပ်ဖို့ကင်ပဲကျွန်တော်ဘဝမှာအင်မတန်မှမပြောချင်တဲ့စကားတွေလည်းပြောရအောင်ပါပဲ။ဘာကြောင့်လဲဆိုတော့ဒီလိုပြောတဲ့အကြောင်းတရားစီထိခိုက်နစ်နာလို့ခြင်းမဟုတ်ဘူး။ဒါပေမဲ့ရှင်းပြနေတာလည်းမဟုတ်ဘူးဗျ။ဘာကြောင့်လဲဆိုတော့ဒီမထိခိုက်တဲ့သူတွေမနစ်နာတဲ့သူတွေအပေါ်မှာလာပြီးတော့ကျွန်တော်ကြောင့်ရိုက်ခတ်တဲ့အတွက်ကျွန်တော်ပြောရတာအထူးသဖြင့်ပေါ့ဗျာယနေ့အချိန်မှာတစ်ဖက်ကလိုပဲသုံးမယ်ကျွန်တော်နာမည်တောင်မှကျွန်တော်မပြောချင်ဘူးနာမည်မပြောချင်ဘူးဆိုတာလည်းကျွန်တော်ဒီစကလုံးတွေကိုဒီထက်ကနေထုတ်ဖယ်ထားတာစကလုံးတွေမျက်နှာအမူအရာတွေအရိပ်တွေအယောင်တွေအကုန်လုံးကျွန်တော်ထုတ်ထားတာဘာကြောင့်ထုတ်တာလဲဆိုရင်မရှိတော့လို့တစ်ဖက်ကလူအပေါ်မှာကျွန်တော်မရှိတော့တဲ့ကာလတွေကနှစ်ပေါင်းများစွာပဲဒီအကြောင်းတွေကိုပြန်ပြီးတော့ဆွေးမြေ့နေတဲ့အကြောင်းတွေကိုအသစ်တဖန်ပြန်ပြီးတော့ပြောနေရခြင်းတာလည်းအသစ်ပြန်လုပ်ခြင်းမဟုတ်ဘူးဒါကအစင်ပြေအောင်ပြောခြင်းဖြစ်ပါတယ်။အကြောင်းလဲဆိုလို့ရှိရင်ယနေ့အချိန်မှာဒီ social media မှာတစ်ဖက်ကမဟုတ်တန်းတရားတွေဆိုတာမပြောသင့်တဲ့အရာတွေမဟုတ်တဲ့လူအတွက်မဟုတ်တဲ့အားတွေပြောနေတာပေါ့လေ။ဒါပေမဲ့ဟုတ်နေတဲ့အပိုင်းတွေကတော့သူ့ရဲ့အခြေအနေအကျိုးကြောင့်ပုံစံတစ်မျိုးနဲ့ရှိရင်ရှိနေမှာပေါ့လေ။ဒါကတော့ထူးတားကြီးပြောကြမလို့ပါဘူး။အထူးသဖြင့်ကျွန်တော်ရဲ့နှလုံးသားကျွန်တော်ရဲ့ချစ်ချင်းကျွန်တော်ရဲ့ဘဝကျွန်တော်ယုံကြည်တဲ့ကျွန်တော်ရဲ့အသက်မွေးဝမ်းကြောင်းပြုတယ်ပဲပြောခုနကကျွန်တော်ရဲ့မျက်နှိုးတဲ့အမှုပညာလိုပဲပြောဒါအသက်မွေးဝမ်းကြောင်းနဲ့အတူအမှုပညာတစ်ခုကိုကျွန်တော်ပြုလုပ်တယ်ပေါ့ကျွန်တော်ဘဝဒီလိုပဲကျွန်တော်လူများတိတက်ဆအရွယ်ရင့်အချိန်ကလေးရဒီနေ့အချိန်ဒီအမှုပညာလို့ခေါင်းစဉ်တက်ခေါ်အပ်တဲ့အသက်မွေးဝမ်းကြောင်းဖြစ်တဲ့အလုပ်ကိစ္စတစ်ခုကိုကျွန်တော်ရပ်တည်ခဲ့တာအဲ့ဒါနဲ့အတူကျွန်တော်ရဲ့ဘဝပုံစံထဲမှာဖြစ်တည်နေတဲ့အိမ်တောင်ရေးအခြေရေးဘဝရေးတွေပါပဲခင်ဗျာအဲ့ဒီအိမ်တောင်ရေးဆိုတာလေကျွန်တော်မှာတော့အဲ့ဒီအရာတွေကတော့ရှုပ်ထွေးလို့သတ်မှတ်ခြင်းလဲသတ်မှတ်ကျွန်တော်တက်ကတော့အားလုံးကမရှုပ်ထွေးဘူးရှင်းလေးတွေကြည့်ပဲကျွန်တော်ကြုံတွေ့ခဲ့ရတာအများမြင်မှာတော့အရန်ရှုပ်ထွေးတယ်လို့ထင်လိမ့်မယ်ကျွန်တော်တက်ကတော့ရှင်းပါတယ်ဘာရှင်းတာလဲဆိုတော့ကျွန်တော်အရန်ချစ်မြတ်နိုးတက်တဲ့သူတယောက်ပါချစ်မြတ်နိုးတက်တယ်ဆိုတာကကျွန်တော်လောကကြီးမှာဖြစ်တဲ့လောက၃ပါးကြီးကိုကျွန်တော်ချစ်တယ်တတ္တလောကဆိုတဲ့တတ္တဝါတွေနဲ့ပတ်သက်တဲ့ချစ်ချင်းအဲ့ဒီအထက်မှာအထူးသဖြင့်လူသားတစ်ယောက်ချစ်ရတဲ့လူသားချင်းချစ်တဲ့အချစ်ချင်းအဲ့ဒီအပေါ်မှာမိတင်းပြီးဖြစ်ရတဲ့အကြောင်းဒီ conversation ဒီအိမ်တောင်ရေးဘဝရေးတွေပါတယ်အဲ့ဒါတတ္တဝါတွေနဲ့ပတ်သက်တဲ့လူသားတွေနဲ့ပတ်သက်တဲ့လူသားတစ်ယောက်ရဲ့ချစ်ချင်းဘဝအိမ်တောင်ရေးအများကြီးပါပဲရှုပ်ထွေးတယ်လို့အများမြင်ထင်ပဲတို့တော့ကျွန်တော်အနေနဲ့ကတော့ရှင်းလေးပဲကျွန်တော်ဒီရိုးသားသားဒီချင်းကြီးပြောရမယ်ဆိုရင်တစ်ဖက်ကဖြစ်ခဲ့တဲ့ချစ်ချင်းမြတ်တာအခြေခံခဲ့ဘူးတော့ထင်ခဲ့ရတော့ကျွန်တော်အနေနဲ့မှားယွင်းခဲ့တော့ဒါကျွန်တော်မှားယွင်းတယ်လို့ဒီနေ့တစ်ချိန်မှာသုံးသပ်တယ်ဒီနေ့တစ်ချိန်မှာမှန်တဲ့အတွက်မှားယွင်းတယ်လို့သုံးသပ်တာဒီနေ့ဒီအချိန်မှာမှန်တာဒါမှားယွင်းမှုတစ်ခုလို့ကျွန်တော်သုံးသပ်တာကျွန်တော်ရဲ့မှားယွင်းမှုဘယ်သူမှမှားယွင်းမှုမဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်မှားယွင်းမှုတွေကကျွန်တော်ရဲ့အသိဉာဏ်စိတ်ဓာတ်တွေကဝေဝါးပြီးတော့အမှန်တရားကိုမမြင်ခဲ့ဘူးပေါ့ဗျာအချစ်ဆိုတာထင်အောင်ထင်မှားတွေနဲ့ဘဝကိုကျွန်တော်ရှာဖွေခဲ့တယ်ဖြတ်တန်းခဲ့တယ်ကျွန်တော်တိဆောက်ခဲ့တယ်
ဒါပေမဲ့ရှာဖွေဖြတ်တန်းတိဆောက်ခဲ့တဲ့ကျွန်တော်ရဲ့ဘဝအိမ်အောင်ရေးတွေကစနစ်တကျနဲ့ကျွန်တော်ကောင်းကောင်းမွန်မွန်တခြားတိဆောက်ခဲ့တာကျွန်တော်ပတ်ဝန်းကျင်အနီးနားလူတွေအကောင်းဆုံးသိမှာပါတိခံခြင်းလိုက်လျောခြင်းခုနအများကြီးပြောနေတဲ့တာဝန်ယူမှုတာဝန်ခံခြင်းတွေနဲ့အတူကျွန်တော်ဖြတ်တန်းခဲ့တယ်ကျွန်တော်ဒီရှောင်ပြေးတိမ်းရှောင်တတ်တဲ့သူတယောက်မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒီကန့်တက်တဲ့သူတယောက်တော့ဖြစ်တယ်မချစ်မနစ်သက်တဲ့ကျွန်တော်ကိုယ်တိုင်ကမချစ်မနစ်သက်တဲ့နေရာဒေသမှာကျွန်တော်ဘယ်တော့မှမနေဘူးလူဖွဲ့စည်းဘယ်နေရာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်ဆိုလဲမိတ်ဆွေအပေါင်းအသင်းနဲ့ပဲတော့ပြောလကောက်မိတ်ဆွေအပေါင်းအသင်းဆိုရင်မိတ်ဆွေလို့လည်းသတ်မှတ်ခဲ့တဲ့ပေါင်းအသင်းအပေါင်းအသင်းမိတ်ဆွေတွေလည်းကျွန်တော်ကြုံခဲ့ရဘူးပါတယ်ဒီလိုပဲကျွန်တော်ရဲ့အိမ်နောင်ရေးနဲ့ပတ်သက်တဲ့အခြေရေးပေါ့ဗျာကျွန်တော်အိမ်နောင်ရေးဆိုတဲ့စကားလုံးကတော်တော်ကြီးအဆင့်မြင့်လို့ကျွန်တော်သိမပြောချင်ဘူးအိမ်နောင်ရေးလို့တော့မပြောချင်ဘူးအခြေရေးဆိုတာအဆင့်မြင့်တာလည်းပိုတယ်ဗျသူကဘာအဆင့်မြင့်တာတွေနှိမ့်တာတွေတော့နှိုင်းလို့မရတဲ့ပိုလုံးလို့ဘဝကြီးနဲ့အချိုးကျနေတဲ့အတွက်ကျွန်တော်အိမ်နောင်ရေးဆိုတဲ့အရာကိုအခြေရေးလို့ပဲကျွန်တော်သုံးချင်တာအိမ်နောင်ရေးဆိုတာကတခဏတာကိုသွားရင်လည်းအများကတော့အိမ်နောင်ရေးလို့ခေါ်ကြတာပေါ့ဒါပေမဲ့ကျွန်တော်ကတော့အချစ်ပါပဲဒါကြောင့်မို့ဗဆိုင်ဝနာဆိုတဲ့လူသားကတော့အချစ်ဟာအနုပညာဆန်တယ်ဆိုတဲ့စကားလုံးနဲ့အတူတူတော်တော်ကြာကြာဖြတ်တန်းခဲ့ပါတယ်ဒီနေ့ကတော့အချစ်ဟာအနုပညာမဆန်တော့ပါဘူးဗျာအချစ်ဟာအနုပညာမဆန်တော့ပါဘူးရွေးခဲ့ပါပြီကျွန်တော်ခံယူထားတဲ့မှုဆိုတဲ့အတိုင်းမူပဇင်ဝါဒနဲ့အတူကျွန်တော်ရဲ့သင်္ခါရဖြစ်ပျက်တဲ့သဘောတရားတွေနဲ့ပဲလက်ရှိပြစ္ဆုတ်ပံမှာဖြစ်နေတဲ့အကြောင်းလေးကိုနည်းနည်းပြောချင်ပါတယ်ဒါကြောင့်မလို့ဒီစကားလေးတွေကိုနည်းနည်းရှေ့သွားလေးခံပြီးတော့ကျွန်တော်ပြောလိုက်တာပါကြည့်ရှုတဲ့ကျွန်တော်ရဲ့မိတ်ဆွေအရာအားလုံးဒီမိတ်ဆွေဒီ absorb လုပ်ပြီးမိတ်ဆွေဒီပြန်ပြီးတော့ပြန်လဲတွန်းလှန်ပြီးတော့အများကြီးကြိုက်တာလုပ်လို့ရပါတယ်မိတ်ဆွေတွေကတော့မိတ်ဆွေတွေအသက်မိတ်ဆွေကတော့အများတန်းမိတ်ဆွေပါပဲကျွန်တော်ပြောပါမယ်ဒီဟိုဘက်ကတယောက်ကပြုမှုပြောဆိုနေတဲ့အတိုင်းဝိုင်းတွေကကျွန်တော်ဤကိုကြီးကိုတာကိစ္စတစ်ခုတည်းကိုမသုံးသက်ဖဲနဲ့ကျွန်တော်နဲ့ပတ်သက်တဲ့ကျွန်တော်မိဘမောင်နှမသားသမီးမိတ်ဆွေတွေကနေတဆင့်နောင်ကျွန်တော်အလုပ်လုပ်နေတဲ့အလုပ်ငန်းနဲ့တော်လကောင်းကျွန်တော်ဘဝနဲ့တော်လကောင်းအဲ့ဒီအရာတွေကိုဟန်တာနှောက်ယှက်ပြီးတော့ပြောဆိုနေတဲ့အရာတွေဟာလည်းအင်မတန်လွန်တဲ့အတိုင်းအတာတွေရှိတယ်ဆိုတာသူ့ရဲ့ပြောကြားချက်တွေအားလုံးကိုစစ်စစ်ပြီးတော့သုံးသပ်နိုင်ပါတယ်ကျွန်တော်ရဲ့နေပုံထိုင်ပုံပြုမှုမှုတွေကိုလည်းစီစစ်ပြီးတော့ခုနပြောသလိုလက်လှမ်းမိသလောက်ပေါ့ဗျာသုံးသပ်လို့ရပါတယ်ကျွန်တော်ဒီနေ့ဒီချိန်မှာတစ်ဖက်သောသူနဲ့ကျွန်တော်ထားခဲ့တာပါကျွန်တော်ကထားခဲ့တာကျွန်တော်ကထွက်ပြေးတာမဟုတ်ဘူးတစ်ကျွန်တော်ကိုယ်တိုင်ထားခဲ့တဲ့အရာတွေဆိုတာရှိတယ်ဘာကြောင့်ထားခဲ့ရတယ်လဲဆိုရင်ကျွန်တော်ရင်ထဲကအယုဒ္ဓသုံးပြောမယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်မချစ်နိုင်တော့လို့မနစ်သက်တော့လို့ဒါဆိုရင်ဘယ်လိုများဘာကြောင့်ကြာခဲ့ရတာလဲဆိုရင်ကျွန်တော်ဒီထိုက်တဲ့တာဝန်ထမ်းဆောင်မှုတွေနဲ့အတူကျွန်တော်ဒီတာဝန်ယူမှုတွေနဲ့အတူဖြတ်တန်းခဲ့ရတဲ့အချိန်ကာလတွေဟာနှစ်ချီကြာခဲ့တဲ့အတိုင်းအတာတွေလည်းရှိပါတယ်ဒီအတိုင်းအတာအတွင်းမှာကျွန်တော်အကောင်းဆုံးဖြစ်အောင်အဆင်ပြေအောင်နေခဲ့တယ်ဒါပေမဲ့တိုးတော့ကျွန်တော်ရဲ့ခံစားချက်ဒီအရာပြောမယ်ဆိုရင်ကျွန်တော်မချစ်မနစ်သက်အတူမရှိရင်တော့တဲ့စိတ်တရားတဦးနဲ့အတီဆုံးဖြစ်ကြပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီကာလတွေမှာအဆင်ပြေအောင်နေထိုင်ခဲ့ကြတယ်ပေါ့ဗျာအချစ်ဆိုတာတော့တွေ့ဆုံကြုံမှာဖြစ်တတ်ပါတယ်ကျွန်တော်လည်းချစ်မိတဲ့အပိုင်းတွေဖြစ်ခဲ့လားဆိုရင်ဟုတ်တယ်ကျွန်တော်ချစ်ခဲ့မိပါတယ်ဒါရိုးရိုးတတ်အမှန်တရားဝန်ခံတာပါဒါပေမဲ့ဘယ်အချိန်လဲဆိုရင်ကျွန်တော်မှားယွင်းနေတဲ့အချိန်တွေကျွန်တော်ရဲ့အသိပညာတွေမပြတ်သားတော့အချိန်ကျွန်တော်ရဲ့မြင်ကွင်းတွေရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေမှားယွင်းဝေဝါးနေတဲ့ကာလရိုးရိုးတတ်ပြောမယ်ဆိုရင်ကျွန်တော်ဒီတောက်စားမှုရချင်းလို့ခေါ်တဲ့ဝေဝါးဆိုတာအလွန်အမင်းခုံမင်းနှစ်သက်မျက်နုံတောက်စားခဲ့တာအားလုံးလည်းသိပါလိမ့်မယ်ကျွန်တော်လည်းသိတယ်မသိရင်လည်းကျွန်တော်ထပ်ပြောမယ်ကျွန်တော်ကအချစ်တဲ့အရက်ကိုပူကြိုက်တာဒါကျွန်တော်ရဲ့ဖြစ်တည်မှုအရင်ကျွန်တော်ကအရက်ကိုမိဘအတိုင်းဝိုင်းထိတယ်လဲကြိုက်တယ်ကျွန်တော်မြန်နိုးပါလာတယ်ဆိုတဲ့အရက်ကိုအမှုပညာဆိုတဲ့စာကြပြဂီတတွေတည်းလဲပိုကြိုက်တယ်တစ်ချိန်လုံးကပြောတာပါတစ်ချိန်လုံးကကျွန်တော်ကြိုက်ခဲ့တာဒါကြောင့်ကျွန်တော်ဒီမိုးလင်းမိုးချုပ်အိတ်နေတဲ့အချိန်ကလွဲလို့ကျွန်တော်ဒီအရက်ကိုများစွာတောက်ခဲ့တယ်မူရင်ပြီးတော့ဆိုးကောင်းမူးစေတက်တဲ့အရာအကုန်တောက်တယ်တောက်စရာမရှိရင်နမကြီးသေးပေါက်ထားတဲ့သေးတောင်ဇီးပြူဖန်ကားနဲ့စိန်ပြီးတောက်ခဲ့ဘူးတဲ့ကောင်နည်းနည်းမူးမလားပေါ့ဟင်းညမို့တဲ့အချိုရည်ထဲတောက်လို့တောက်ဒါမျိုးတွေပေါ့ဗျာဥမာပြပြတာနော်ဒါကြောင့်မလို့ဒီအသည့်တွေကကျွန်တော်မှာဝေဝါးခဲ့ပါတယ်ကျွန်တော်အမှန်တရားကိုမမြင်ခဲ့ဘူးကျွန်တော်ရဲ့ရုပ်တရက်ရုပ်ချီးဖြစ်ပေါ်လာတဲ့အခုတွေ့အခုကြားကျွန်တော်အခုပဲဆုံးဖြတ်ချက်ချအခုပဲအိမ်အောင်ပြုတဲ့ဇလန်းတွေများခဲ့တယ်ရီးစားမထားဘူးဒီနေ့ဒီချိန်ကြီးကျွန်တော်ဒီမျိုးသမီးတယောက်ကိုတွေ့ရင်လာပိုင်းရက်ပိုင်းနဲ့ပဲကျွန်တော်အိမ်အောင်ပြုတ်တဲ့အလေးထားကိုလောက်ခဲ့တာဒီနေ့ဒီချိန်ကြီးရီးစားမထားဘူးသေးပါဘူးဗျာဗာဆိုင်ဝင်တာ
ကျွန်တော်ဒီတွေ့တယ်ရီးသားလို့ဖြစ်ခဲ့ရင်တော့မှရက်ပိုင်းလောက်နေတာရီးသားတက်တန်းလို့မခေါ်လို့မရပါဘူးကျွန်တော်အိမ်အောင်တန်းပြူတယ်ယူကြတယ်လက်ထက်တယ်ပေါ့ဒါပေမဲ့လက်ထက်တယ်ဆိုတာလည်းမရှားပါတယ်ဟိုတူးတယောက်ကိုတော့2ဦးတယောက်မှတ်မိသလောက်ပြောမယ်ဆိုတော့လက်ထက်တာဘာညာရှိမှာပေါ့ဟိုပြည်တွင်းပြည်ပဆိုတာတဲ့ကျွန်တော်တို့ယဉ်ကျေးမှုအရာဟိုမင်္ဂလာတော့မဆောင်ဘူးသေးဘူးဗျဒီနေ့ဒီချိန်ထိမင်္ဂလာတော့မဆောင်ဘူးသေးပါဘူးဟိုဟာတကယ်ကိုဒီလိုအတွေ့အကြုံတွေနဲ့ဖြတ်တန်းခဲ့ရတာပါကဲဟုတ်ပြီဒီလိုဆိုရင်ဖြင့်ပြီးခဲ့တဲ့ကိစ္စတွေကိုခဏလေးပြန်ပြီးတော့ရည်ညွှန်းချက်ပြုကြပါအောင်ဆိုအဲ့ဒီတစ်ဖက်ကတယောက်သောသူရဲ့ဒီလောကအကြီးတန်းအောင်ပြုလုပ်နေတဲ့အပေါ်မှာကျွန်တော်အပေါ်မှာဟိုမုန်းတီးတယ်ဆိုရင်ကျွန်တော်ကိုပဲတိုက်ခိုက်တော်လကောင်ချုံချတာတော်လကောင်ဘဝပြက်အောင်တော်လကောင်လှုပ်ဆောင်ပါအစွမ်းကုန်လုပ်ပါကျွန်တော်ကမုန်းတီးလို့ပဲဖြစ်မလိုချင်လို့ပဲဖြစ်ကျွန်တော်တူးတယောက်တည်းကိုဟိုအသက်သေးအောင်တတ်ချင်လို့ပဲဖြစ်ဘဝပြက်အောင်ဘဝဖြတ်ချင်လို့ပဲဖြစ်ကျွန်တော်ရဲ့ဘဝကိုကြိုက်တယ်လို့တိုက်ခိုက်ပါဟိုပြောပါဆိုပါပြုလုပ်ပါသူ့မှတဖန်နောက်ဆက်တဲ့ဖြစ်တဲ့ကျွန်တော်နဲ့ပတ်သက်တော့မိတ်ကောင်းဆွေကောင်းတွေကျွန်တော်ရဲ့မိသားစုထိခတ်ပြီးပါပြီပြောဆိုပြီးပါပြီအမိကနေတာသမီအစုံမောင်နှမတွေအလဲထားလို့ဒီအပြင်ခြုံလွှားထားတဲ့ကျွန်တော်ရဲ့ကောင်းမြတ်သောကျွန်တော်ပုံမှာကျေးဇူးတရားအလုံးကြီးမြတ်ခဲ့သောမိတ်ကောင်းဆွေကောင်းတွေပေါ်မှာလဲရုပ်ရင်းကြမ်းတမ်းသောစကလုံးအပြုတ်မူရည်ရွယ်ချက်တွေနဲ့တိုက်ခိုက်ပြောဆိုခဲ့ပါတယ်ဒါဟာအင်မတန်မှမသိလျော်ပါဘူးကျွန်တော်ပြောပါကျွန်တော်ပြောနိုင်တဲ့လောက်ပြောလို့ရတဲ့စကလုံးဥပဒေရှိရင်ဥပဒေနဲ့လည်းကျွန်တော်ဆောင်ရွက်ပါအရေးယူပါတရားစွဲပါဆောင်ရွက်လို့ရပါတယ်ကျွန်တော်ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်နဲ့ပတ်သက်တဲ့အရာတွေကိုတွားပြီးတော့ဟိုတရားစွဲလို့ရရင်လည်းစွဲလိုက်ပေါ့ကျွန်တော်နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့မိတ်ဆွေပဲဖြစ်ဖြစ်ကျွန်တော်မိအဖသားသမီးညီကိုမောင်နှမဒီကျွန်တော်နဲ့ပတ်သက်တဲ့သူတွေကိုခမည်းဆွဲလို့ရရင်ခမည်းတရားစွဲပေါ့ဒါပေမဲ့ခင်ဗျတိုက်ခိုက်နေတဲ့အရာကြတော့ပြောဆိုနေတဲ့အရာတော့မလိုလားအပ်တဲ့လူသားတွေရဲ့ဟိုဂုံချက်တွေကိုတန်ဖိုးရှိလာတဲ့လူသားတစ်ယောက်ရဲ့ကလေးသူငယ်တွေရဲ့အထူးသဖြင့်ဂုံချက်တွေတန်ဖိုးရှိလာတဲ့ခင်ဗျားတို့ကျွန်တော်တို့တဲ့ပိုတန်ဖိုးရှိတဲ့လူငယ်တွေဆိုတာကျွန်တော်တို့ခင်ဗျားတို့ကထိုက်တဲ့ကာလတစ်ခုကိုဖြတ်တန်းသွားပြီးဒါပေမဲ့လူငယ်တစ်ယောက်မှာအပြစ်မရှိဘဲနဲ့ဒီလူငယ်တွေကိုဒီဇက်အိမ်တွေကိုတွင်းပြီးတော့ပြောကြားနေတဲ့အရာကိုကျွန်တော်အဓိကထားပြီးပြောမှဖြစ်ပါတယ်အထူးဖြင့်ကျွန်တော်သားသမီးကျွန်တော်သားထားလိုက်တော့ယောက်ျားလေးကျွန်တော်သားအသက်အရွယ်ပြည့်စုံပြီးသွားပြီအခြားသောလက်ရှိပြစ္ဆုတ်ပံမှာယနေ့ပြစ္ဆုတ်ပံယခုအချိန်ထိခမည်းပြောဆိုနေတဲ့တစ်ဖက်သားသောဒီဟိုအသက်အရွယ်မပြည့်သေးသောသူခမည်းသိလားမသိလားတော့မသိဘူးပေါ့နော်ဘယ်လိုမှမသိတဲ့လူတစ်ယောက်ရဲ့သားသမီးတွေကိုခမည်းမျက်နာတွေတင်ဓာတ်ပုံတွေတင်ပြီးတော့ပြောဆိုလိုက်တဲ့အပြုမှုသည်အင်မတန်မှလူအစင်တန်းလို့ခေါ်တဲ့လူသားဖြစ်မြောက်မှုလူသားရဲ့တန်ဖိုးတွေဟာခမည်းမှာကြာဆုံးနေတာကပြဿနာမရှိပေမဲ့တစ်ဖက်သောလူအဖွဲ့အစည်းမှာနောင်အနာဂတ်မှာကြီးပြင်းလာမဲ့နောင်အနာဂတ်မှာတန်ဖိုးရှိလာမဲ့နှိုက်ထွာလို့မရတော့အောင်ရည်ရွယ်ချက်တွေနဲ့ပြောင်းလဲချက်တွေရှိထားတဲ့မျိုးဆက်သစ်မျိုးဂုံဒီအကျိုးကျေးဇူးတွေထိခိုက်စေတဲ့အပြုမှုအပြောအဆိုမျိုးတွေဟာအင်မတန်မှရုပ်ဆိုးအကြီးတန်းပါတယ်ခင်ဗျာဒါကိုကျွန်တော်တခုတည်းသတ်မှတ်မစင်ခင်ဗျာဒီဉာဏ်ပညာလို့ခေါ်အပ်တဲ့အတန်းပညာတွေစာတတ်တာတွေခင်ဗျားတို့အင်္ဂလိပ်တွေဘာတွေညာတွေကျွန်တော်မပြောလို့ပါဘူးဒီအခြားသောနိုင်ငံတကာ language ပညာရေးတွေကျွန်တော်မပြောလို့ကျွန်တော်ကိုယ်တိုင်လည်းမတက်တဲ့အတွက်ကျွန်တော်မပြောပါဘူးဒါပေမဲ့လူသားရဲ့တန်ဖိုးဖြစ်တဲ့အဲ့ဒီအရာတွေဟာခင်ဗျားပြောဆိုလိုက်တဲ့အသိပညာဟာအင်မတန်မှကျွန်တော်တို့ဖက်နဲ့တရံကျွန်တော်တို့မှာတန်ဖိုးရှိစွာဟိုသုံးဆောင်နေရတဲ့အနေအထားတစ်ခုမြေကြီးတောင်တန်ဖိုးရှိတယ်ဗျာလူသားဘဝတစ်ယောက်အမိတဟဲရက်ဒီထောက်ခံထောက်ပံ့အသုံးပြုဖို့ကဏ္ဍတွေမှာခင်ဗျားလှုပ်လိုက်တဲ့ပြုမှုတွေကတစ်ကြိမ်နှစ်ကြိမ်မကဘူးအကြိမ်ပေါင်းများစွာခင်ဗျားရဲ့ public social media မှာခင်ဗျားလှုပ်ခဲ့တဲ့အကြောင်းတရားတွေကျွန်တော်တို့ကအနာဟောင်းတွေကိုလည်းပြန်မပြောတတ်ဘူးဟိုသူများရဲ့အားနည်းချက်တွေကိုလည်းခင်ဗျားကိုတုံးမထိုးခင်ဗျားရဲ့အားနည်းချက်တွေကကျွန်တော်ပြောစရာမလိုတော့အောင်ခင်ဗျားကိုယ်တိုင်လည်းသိမယ်ခင်ဗျားရဲ့ပတ်ဝန်းကျင်ကြီးခင်ဗျားရဲ့အမြဲတမ်းခင်ဗျားကိုစောင့်ကြည့်နေတဲ့လောက၃ပါးရဲ့မျက်လုံးဉာဏ်ပညာအသိတွေထဲမှာခင်ဗျားရဲ့အကျင့်တွေခင်ဗျားရဲ့ဇာတိတွေကလည်းရှိနေပြီးသားပဲကျွန်တော်ရဲ့အကျင့်ကျွန်တော်ရဲ့ဇာတိတွေကလည်းရှိနေပြီးသားပါပဲဒါမှားတယ်မှန်တယ်ဆိုတာအထက်လူသားတွေတုံ့တက်နိုင်ပါလိမ့်မယ်တချို့ဒီအမျိုးသမီးဒီတစ်ဖက်သောသူရဲ့စကားတွေမှာလမ်းဆုံးနေတဲ့နားတွေလမ်းဆုံးနေတဲ့မြင်ကွင်းမျက်လုံးဆိုတဲ့အုံနောက်အသိဉာဏ်ဂါဏတွေကခင်ဗျားတို့မသိဘဲနဲ့ဟိုလမ်းဆုံးနေရင်တော့ခင်ဗျားတို့အဲ့ဘက်ဂါဏမှာနေအပယ်ငရဲကိုအတူတူသွားကြ
ကျွန်တော်ဒီယနေ့ချိန်ဒီပြုမှုဆောင်ရွက်နေသောအကျင့်တရားသည်အပင်ငရဲကိုမကြစေတတ်တဲ့အကျင့်တရားမျိုးကိုကျွန်တော်ဒီသိခဲ့တာအချိန်ကာလအနည်းငယ်မျှပါသိခဲ့တာဆိုအပင်ငရဲကိုကြနိုင်တဲ့လမ်းကြောင်းတွေကိုကျွန်တော်မလွတ်ဘူးပြောချင်တာက၅ပါးသောသီလကိုကျွန်တော်မလွတ်ဘူးကျွန်တော်ပါဘူးကျွန်တော်ဥပဒေအရကျွန်တော်တည်ထောင်ထားတဲ့ဂဏဖြစ်ခဲ့ပြီးပေမဲ့ဥပဒေအရပဲကျွန်တော်တို့ကလမ်းဆုံးပါဥပဒေအရပဲကျွန်တော်ကိုဥပဒေအရပဲကျွန်တော်ကိုကြိုက်တယ်လို့လုပ်နှလုံးသားအရလွတ်လပ်စွာဟောဒီဉာဏ်ပညာအရတွေးခေါ်နိုင်သုံးသပ်နိုင်တဲ့အနာဂတ်ဉာဏ်ပညာပြစ္ဆုတ်ပံဉာဏ်ပညာတွေအတိတ်ဉာဏ်ပညာသုံးသပ်ချက်တွေအရကျွန်တော်ရဲ့လွတ်လပ်ချက်တွေဖြစ်တယ်ကျွန်တော်အဲ့ဒီလွတ်လပ်မှုတိုင်းကျွန်တော်နေမှာဖြစ်တယ်ဥပဒေအရကျွန်တော်ကိုလုံနိုင်တဲ့ဥပဒေဘောင်အတွင်းကဥပဒေနိုင်ငံအတွင်းကဆိုရင်ကျွန်တော်ကိုကြိုက်တာလုပ်ပါအဲ့ဒီသတ်မှတ်ထားတဲ့မြေဧရိယာအတွင်းကဥပဒေနဲ့လုတ်ပိုင်ခွင့်ရှိတဲ့အရာကိုလုတ်ပြောပိုင်ခွင့်ရှိတာကိုပြောဒါပေမဲ့လူအခွင့်အရေးကိုချိုးဖောက်ခဲ့တဲ့ခမည်းလှုပ်ခဲ့တဲ့လူအခွင့်အရေးတွေအတွက်ကတော့ခမည်းဒီနေ့တချိန်မှာပြန်ရတာပဲလူသားတစ်ယောက်ကိုလူအခွင့်အရေးဆုံးရှုံးအောင်ခမည်းလှုပ်ခဲ့တာခမည်းပြောသလိုကျွန်တော်အိမ်တွင်းလဲအကြမ်းမဖက်ခဲ့ဘူးခမည်းကိုကျွန်တော်ကိုထီလက်ရောက်လဲကျွန်တော်မပြုတ်မှုခဲ့ဘူးပြုတ်မှုခဲ့တယ်လို့ဖြစ်ခဲ့ရတဲ့အကြောင်းတရားတွေဒီလဲတိုက်ဆိုင်မှုသာဖြစ်တယ်ကျွန်တော်တစ္ဆာဆိုနိုင်တာဒီကျွန်တော်ဒီရည်ရွယ်ချက်ရှိသောရည်ချက်ပါသောထိခိုက်နာကျင်လိုစေသောစိတ်မမွေးခဲ့ဘူးထိခိုက်နာကျင်စေလိုသောအပြုတ်မှုဆောင်ရွက်ချက်ကာယကံအမှုလည်းကျွန်တော်မလုပ်ခဲ့ဘူးဖြစ်တဲ့အရာတွေဖြစ်ခဲ့ဘူးတဲ့အကြောင်းကျိုးညီညွတ်စွာတိုက်ဆိုင်ပြီးတော့ဖြစ်ခဲ့ရတဲ့အကြောင်းတွေရှိတယ်ခင်ဗျာထိခိုက်သွားတဲ့သွေးထွက်မှုဒဏ်ရာမှုတွေကဒါကမတော်တဆတွေကြီးပဲဆိုတာဟုတ်တိုင်းမှန်စွာဥပဒေအရာလည်းဖြစ်ရှင်းပြီးသားဆောင်ရွက်ပြီးသားဒါခင်ဗျားတို့ကျွန်တော်တို့ဗုဒ္ဓဘာသာအရာတော်လည်းကောင်းနောက်ဆုံးဘာသာတရားကိုကျွန်တော်မပြောတော့ဘူးလူသားရဲ့တစ္ဆာအရာလည်းခင်ဗျားလည်းသိတယ်ကျွန်တော်လည်းသိတယ်ကျွန်တော်မှရည်ချက်မရှိဘူးနာကျင်လို့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဒါကြောင့်ကျွန်တော်ဒီအိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့ကိစ္စကိုကျွန်တော်ဘယ်တော့မှမလုပ်ဘူးအဲ့ဒါကျွန်တော်ဆိုနိုင်တဲ့တစ္ဆာပဲယုံခြင်းယုံမယုံခြင်းနေခင်ဗျားလည်းသိတယ်ပတ်ဝန်းကျင်ဆိုတဲ့ကဏ္ဍကြီးကတော့ဒုတိယစီယိုလောက်မှပဲထားပါတယ်ဟုတ်ပြီဆက်ပြောမယ်နောက်တစ်ခုကျွန်တော်ကမချိုးဖောက်ခဲ့ပေမဲ့သူဒီအချင်းချင်းချိုးဖောက်ခဲ့တာကျွန်တော်အတိသူအတိပတ်ဝန်းကျင်ဆိုတဲ့ကျွန်တော်ပတ်ဝန်းကျင်အတိအဲ့ဒါဘာလဲဆိုကျွန်တော်ဒီယနေ့အချိန်မှာယူနေတဲ့သူလုံးဝဟုတ်သလားမဟုတ်ဘူးလားဆိုတာကတော့ခင်ဗျားတို့အယူနှစ်ပိုင်းခွဲပြမယ်လူသားဖြစ်တည်မှုလူအစင်တန်းလူအတွေးခေါ်ဉာဏ်ပညာတွေဟာယူတုနေတဲ့သူတယောက်မဟုတ်ဘူးဒါပေမဲ့ဘာသာတရားတစ်ခုရဲ့ပြီးဆုံးခြင်းငြိမ်းအေးခြင်းဆိုတဲ့ခန္ဓာလို့ခေါ်အပ်တဲ့ကြီးကျယ်ပြောရင်ဟိုအမြင့်မြတ်ဆုံးများကြီးကျယ်ဆိုတဲ့အမြင့်မြတ်ဆုံးသိမ်မွေဆုံးဟိုးမတိုင်းအပ်တဲ့အရာကြီးပြောမယ်ဆိုရင်နိဗ္ဗာန်မရောက်မချင်းရတော့အယူမကင်းသေးဘူးပြောဒီလိုအယူမျိုးတစ်မျိုးရှိတယ်ကျွန်တော်တို့ဒီတဘာဝကြတဲ့ပုထုဇဉ်အရာယူတုချင်းတော့ရှိလိမ့်မယ်ဘာလဲအနုပညာပေါ်မှာယူတယ်နှလုံးသားပေါ်မှာယူတယ်ဉာဏ်ပညာပေါ်မှာတွေးခေါ်ခြင်းနဲ့ယူတုတယ်ဒါမျိုးတွေတော့ပဲထမင်းလို့ဟင်းလို့အဖြူနီကြောင်ကြမခွဲခြားနိုင်လောက်အောင်ယူနေတဲ့ကောင်မဟုတ်ဘူးခမည်းအချိန်ချင်းပြောနေတဲ့ဘသူဒီစိတ်လွတ်နေတယ်ယူနေတယ်ဆိုတဲ့စကားတွေခမည်းဘလို့လောက်ခဲ့တယ်ဆိုတာကိုကျွန်တော်ဒီနေ့ပြောမှာခမည်းကျွန်တော်ကိုဆေးရုံစိတ်ကျမ်းမာရေးဆေးရုံ10ချိန်ခမည်းပို့ခဲ့တယ်ခမည်းကိုတိအဲ့ဒီလိုပို့ခဲ့တယ်ဆိုတာခင်ဗျာကိုယ့်ကိုဟုတ်မနေနဲ့ခင်ဗျာကုသခဲ့တာမဟုတ်ဘူးစေတနာကြီးထားခဲ့တာမဟုတ်ခင်ဗျာကျွန်တော်ကိုရုပ်မာခဲ့တာလှုပ်ကြံခဲ့တာကျွန်တော်ဒီနေ့တစ်ချိန်ဒီကျွန်တော်ကိုစေကံပို့ပါစေယုံပို့ပါလို့ကျွန်တော်နှုတ်ကလည်းတစ်ခါမှမပြောခဲ့ဘူးရောက်ခွက်လို့လည်းကျွန်တော်ဝမ်းမတာခဲ့ရဘူးကျွန်တော်အယံဝမ်းနေခဲ့ရတယ်အယံထိခိုက်ခဲ့ရတယ်ကျွန်တော်ရန်ကုန်စေယုံဒုက္ခအောင်ဒုက္ခမြတ်တာဆိုတဲ့ရန်ကုန်အောင်ဒုက္ခလာထားပြကျွန်တော်နည်းနည်းလေးမေ့သွားတယ်အဲ့နောက်တကောင်ကပထမဆုံးပို့တာအလင်းဆိုင်မအီပွဲမှာရှိုးဝဲလုပ်တဲ့ချိန်မှာကျွန်တော်ရဲ့ပကြီးပြဝဲကြီးဖွင့်တဲ့နေ့တနေ့မှာပဲကျွန်တော်ကိုမိတ်ဆွေတငယ်ချင်းနာမည်မတက်တော့သိပြီးသားဖြစ်လိမ့်မယ်အဲ့တငယ်ချင်းရဲ့ तू ကခင်ဗျားယောက်ျားကိုဆေးရုံပို့ခြင်းပို့မပို့ရင်ရက်စခန်းကိုတိုင်ပါလို့ပြောတဲ့ကာလတွေတုန်းကခင်ဗျာကျွန်တော်ဆေးရုံပို့ခဲ့တယ်ကျွန်တော်ကြိုက်လို့ကျွန်တော်တောက်တာဗျာမူးမယ်ယူမယ်ဗျာဘာဖြစ်တော့တောက်ရင်တော့မူးမှာပဲယူမှာပဲကျွန်တော်ကြိုက်လို့တောက်တာရက်တောက်တာဗျာမတောက်ခင်တော့လည်းဒီလိုကောင်းကောင်းမုံပကြီးကားတွေများစွာရေးပြီးတော့ကားပေါင်းရာချီပြလာတာယူနေတဲ့ကောင်မဟုတ်ဘူးအတွေးခေါ်နှိမ့်ကြတဲ့အောက်တန်းစားလို့တော့မသုံးချင်ဘူးဗျာတိရစ္ဆာန်တွေနဲ့ဟိုလည်းမနှိုင်းချင်ဘူးဗျာလူလို့လည်းနှိုင်းဖို့လည်းခက်လူလည်းလူဖြစ်နေတော့ခက်တယ်နော်ဟောအသိဉာဏ်မဲ့သူတွေလို့ပဲပြောချင်တယ်ဗျာရင်ကြီးခင်ဗျားတို့အသိဉာဏ်တအားမဲ့တယ်ဗျာသူ့ရဲ့အပေါင်းပါတွေကလည်းအသိဉာဏ်အင်မတန်မဲ့တယ်ဗျာကျွန်တော်အပေါ်မှာထင်မြင်တာတွေသုံးသက်တာတွေယူနေတဲ့ကောင်မဟုတ်ဘူးဗျာထူးနေတာခင်ဗျာမှတ်ထားဟာထူးတာအောင်သိလားနှလုံးသားထူးတယ်အသိပညာထူးတယ်ဘဝတိဆောက်ပုံတွေထူးတယ်ခင်ဗျာမသိရင်အတူယူထားမှတ်ထားတစ်သက်လုံး
နော်ဒါပေမဲ့ဒီလိုမာချောစွာပြောနေတဲ့အရာတွေကအတွင်းထဲကတိမ်မွေးတဲ့ဒေါသတစ်ခုဖြစ်စေဖို့ပဲရည်ရွယ်တယ်ကြမ်းတမ်းတဲ့ဒေါသတွေလို့မဖြစ်ချင်ဘူးဖုဒ္ဓဝါစာတွေမပြောချင်ဘူးအင်းနဲ့အားနဲ့ဒီထက်ကလာတဲ့စကလုံးတွေအရာပြတ်သားမှုမာကျောမှုတွေကြောင့်ဖြစ်ကောင်းဖြစ်လိမ့်မယ်ကျွန်တော်ဒေါသဖြစ်လာရင်ကျွန်တော်ထိမ့်ဖို့အတွက်ချိန်မြေးရှိတယ်အဲ့ဒါတွေကလည်းများမကြသေးဘူးကျွန်တော်မတောက်စားခင်ကာလတုန်းကတော့ဖြစ်ခဲ့ဘူးတယ်တောက်စားပြီးပြရတယ်ရက်လိုက်တဲ့ကျွန်တော်ဒီနေ့9နှစ်တာအတွင်းမှာကျွန်တော်အရက်မတောက်မွေးချင်းတွေကျွန်တော်မတောက်တော့တာ9နှစ်တာအတွင်းမှာကျွန်တော်ဒီကောင်းကောင်းမွန်မွန်တွေးခေါ်သုံးသက်ပြီးနေထိုင်တယ်ဒါကြောင့်လည်းကျွန်တော်ဘဝအမှန်တရားအနေနဲ့မြင်တယ်ကျွန်တော်သိခံခဲ့တယ်ကျွန်တော်အကောင်းဆုံးနေထိုင်ပေးခဲ့တယ်ပံ့ပိုးပေးခဲ့တယ်ကျွန်တော်ပကြီးပစ္စည်းစုပ်တန်တစ်ချောင်းဆေးတပူးကင်းဘက်အရာအားလုံးဒီကျွန်တော်ရောင်းချထားတဲ့ကျွန်တော်ကိုချစ်ချင်းကြောင့်ကျွန်တော်ရဲ့အမှုပညာလေးကိုမြန်နိုးခြင်းကြောင့်ဝယ်ယူအားပေးခဲ့မှုတဲ့ကျေးဇူးရှင်တွေကြောင့်ကျွန်တော်ဒီပကြီးလေးရေးဆွဲခဲ့တယ်သူမဤထိုသူဤထောက်ပံ့ခြင်းထိုသူဤလှုပ်အားကြောင့်ထွက်လာသောငွေကြေးတစုံတရာတစိမှမပါဘူး၎င်းအတူထို့အတူကျွန်တော်တိဆောက်ဝယ်ယူထားတဲ့တိုက်ခန်းတပြားတစ်ချက်မှသူ့ရဲ့ငွေ100လေးတောင်မပါဘူးဗျာကုံပြောလိုက်မယ်ဒါပေမဲ့သူနဲ့သက်ဆိုင်ပါတယ်အတူနေကြတဲ့အတွက်လက်ထပ်ပွားလို့ပဲပြောကျွန်တော်လက်ခံသေးတယ်ဖြစ်စဉ်ရဲ့အစသည်သူဒီဘာစီးပွားဥစ္စာမှမရှိဘူးကတင်ကောင်းအုတ်ခွက်ပကံတော့ထိုက်တဲ့လောက်ရှိကောင်းရှိလိမ့်မယ်သူပစ္စည်းဒါဒီလိုပြောနေရတဲ့အတွက်ယောက်ျားတိတ်ခါလဲအင်မတန်ကြကောင်းကြလိမ့်မယ်တိုးတော့ပြောတင်လို့ပြောတာကြရင်လဲကြပါစေကျွန်တော်ဒီလောက်ပြောတယ်နောက်ကျွန်တော်ရဲ့ပိုင်ဆိုင်မှုဆိုတာနည်းနည်းလေးပါဗျာကြောတခင်းစာကိစ္စလေးနဲ့မြေလေးတွေပါလေးတွေအခြားသောအိမ်တွင်းရကိစ္စတွေဘာမှမဆိုလို့ပါသူ့ဘောကျွန်တော်ပံ့ပိုးခဲ့တဲ့အရာတွေကျွန်တော်ကဒါပံ့ပိုးသူပါနေမှုထိုင်မှုဝတ်စားမှုဒီမျိုးသမီးတယောက်အတွက်လိမ့်ချေသောအမွေနန္တာဘာညာတွေအကုန်စုံမဲ့ဗျာအများတော့နောက်ဆုံးပြောမယ်အတွင်းခံရအစဟိုးခြေဆုံးခေါင်းတိုင်အားလုံးဒီဘာဆိုင်ဝေနာဤအနုပညာကထွက်လာတော့အရာတွေကြည့်ပဲဆိုတာကိုအဲ့ဒီအမျိုးသမီးကိုမေးဟုတ်တလားလို့မေးရန်တန်ပြီးတော့ထင်အောင်ထင်မှ तू ပန်ပိုးလို့ဆိုတာမပြောနဲ့ artist ဘာဆိုင်ဝနာဆိုတာဟုတ်တိုင်းမှဆိုတာနိုင်ငံတော်ရဲ့တီထောင်ထားတဲ့ Royal Academy တင်ရိုးညှဉ်းနှံဖြစ်တဲ့မန္တလေးပကြီးဗဟုကျောင်းတော်ကြီးကတရားဝင်ကျောင်းပြီးထားတဲ့ကြီးရေးဆွဲသူတယောက်ဖြစ်တယ်ဗျကလေးသူငယ်တွေကိုလည်းမြောင်များစွာသောလူကြီးလူငယ်မကမြောင်များစွာသောပညာတွေကိုမိမိမှာသိရှိတဲ့အရာတွေကိုမျှဝေပေးတဲ့သင်ကြားပေးသူအမိတော်မဟုတ်ပါဘူးဗျာမျှဝေပေးသူအနေနဲ့ဘဝရက်တည်လာတာအားလုံးလည်းသိလိမ့်မယ်မသိရင်လည်းဆောင်းစမ်းအောင်တစ်ဆက်ရှိတယ်ဒီမျိုးသမီးပန်ပိုးတယ်ဆိုတဲ့စကားတွေလုံးဝလမ်းမဆုံးနဲ့အုံနောက်နဲ့တွေးအလုံးသားနဲ့ခံစားသိလားနော်အဲ့ဒီပေးသက်ကိုအရင်ပြောမယ်ဒီမျိုးသမီးကိုအကြောင်းပြောရင်ပြောပြီးတော့အဲ့တော့ဒါနှလုံးသားကိစ္စတွေပြီးရင်ပြောမယ်အိမ်တော်ရင်ကိစ္စတွေပြောမယ်ဆိုလိုချင်တာကသူ့ရဲ့ပံ့ပိုးမှုတွေလည်းမပါဘဲနဲ့ရက်တီခရတဲ့လူတစ်ယောက်ကိုဘာတွေပြောနေရတော့အမှုပညာကိုတင်ပေးလို့တောင်မှဟိုARDR ပကြီးပေါ့မြန်မာလိုအဲ့ဒီအထိပ်ပဲတောင်အခုသွားမေးအောင်တိတလားလို့မေးတီကောင်းသိရင်သိလိမ့်မယ်ငါနေတိုင်းသင်ကြားပေးနေတဲ့ကလေးတွေကိုတိဖို့ပကြီးတင်မဲ့ကလေးတယောက်ကိုပကြီးဘာကြောင့်လာတင်တယ်လဲပကြီးဆိုတာဘာလဲလို့အရင်မေးခွန်းမေးပြီးမှသင်ပေးတဲ့ကောင်အဲ့ဒီပညာတွေမင်းရရင်လည်းရမယ်ယူပါအဲ့ဒီအတွက်ဝမ်းတာတယ်ပကြီးပညာတွေမင်းရတဲ့အတွက်မင်းခုနကအတစ်ဘာနာမည်ဘာခန်းခန်းညာခန်းခန်းမင်းတို့တွေငါမူရိတာပွားတယ်ဝမ်းတာတယ်ငါတို့နဲ့လမ်းခွဲတယ်ဆိုပေမဲ့မင်းဘဝအတွက်အနုပညာဟုတ်တိုင်းမှဆိုတာလို့ငါသင်ပေးလို့ဆိုတဲ့စကားလုံးလည်းငါမပြောရင်ဘူးမင်းလေးလာလို့မင်းတင်ရင်မှုကောင်းလို့ပဲဖြစ်လိမ့်မယ်အဲ့ဒါပရိသတ်သိအောင်ပြောတာဘာလဲပကြီးရေးထဲမှာစုတ်တန်ဘယ်နာကင်လိုက်ဘယ်ရောင်သွတ်လိုက်ဆိုတာအဲ့ဟိုလာမပြောနဲ့မင်းခွေးလို့တော့မနိုင်ကျင်ပါဘူးမင်းသွားပြီးတော့သူ့ယူတွေနဲ့သူတွေမင်းပြောတဲ့ယူတဲ့သူလည်းယုံမယ်သိညာမရှိတဲ့လူကယူတယ်ပြောတာအဲ့လိုလူမျိုးတွေယုံအဲ့ဒီတယောက်ပြောနေတဲ့စကားတွေဟုတ်သလားဆိုတာအဲ့ဒါပံပုံမှုနဲ့ပတ်သက်ပြီးပြောတာကိုဘဝကိုထူထောင်လာတာငါဆိုတဲ့ကောင်ငါဆိုတဲ့သုံးလိုက်မိပါပြီကျွန်တော်ဆိုတဲ့ကောင်ဒီကျွန်တော်ရဲ့အမှုပညာလေးကိစ္စအတွက်ကျွန်တော်ရဲ့မိဘရဲ့ထောက်ပံ့မှုပံ့ပိုးမှုတွေကျွန်တော်မယူဘူးဗျပံ့ပိုးနိုင်သည်ရှိတောင်ကျွန်တော်မယူမိဘတွေရဲ့တန်ဖိုးကိုနားလေတော့အခက်အခဲဖြစ်မှာဆိုလို့မိဘတွေကိုလည်းအပူမကတ်ခဲ့ဘူးငယ်စဉ်ငယ်လေကာလတည်းကဒီချိန်ထိအဲ့တော့မြည်သူတူကကျွန်တော်ရဲ့ပံ့ပိုးမှုတွေယူတယ်ဘလို့လူမျိုးတွေရှိရယူတယ်လဲဆိုရင်ကျွန်တော်ကိုချစ်လို့ဆေးလေးဝယ်ပေးတာကင်းဘက်လေးဝယ်ပေးတာဘယ်ငယ်စဉ်ကာလတွေကကျွန်တော်ကိုပံ့ပိုးပေးခဲ့တဲ့မိတ်ကောင်းဆွေကောင်းတွေရှိတယ်အဲ့ဒီဘဝကနေကျွန်တော်သူတို့ရဲ့ချစ်ချင်းမြတ်တာကိုအသိမြတ်ပြုသောအားဖြင့်ကျွန်တော်ရရှိခဲ့ဘူးပါတယ်ကျွန်တော်ပုံမှာဆောင်ရွက်ပေးခဲ့ဘူးတွေဆေးတွေကင်းဘက်တွေဝယ်ပေးခဲ့ဘူးတွေနောက်ဆုံးဒီဘက်ခေတ်ညီလေးတွေအထိဒီနေ့ခေတ်ချိန်ထိကျွန်တော်မဝယ်ချမ်းနိုင်တဲ့အချိန်မှာကျွန်တော်ကိုဆေးဝယ်ပေးတယ်ရေးပြီးသားဆေးတွေပေးတယ်ကျေးဇူးရှင်တွေကျွန်တော်ဆင်းထဲမှာမှတ်ထားပါတယ်အသိဉာဏ်ထဲမှာဒီလိုလူမျိုးတွေရဲ့ထောက်ပံ့ပိုးမှုကိုကျွန်တော်ကောင်းကောင်းမွန်မွန်လက်ခံပါတယ်တိုးတော့အဲ့ဒီအမျိုးသမီးပြောနေတဲ့သူ့ရဲ့ထောက်ပံ့မှုတွေသူဘလို့လုပ်ပေးတာသွားဗျာကျွန်တော်ရဲ့ဈေးနှုန်းကျွန်တော်ရဲ့ပချီကားရဲ့ဈေးနှုန်းကျွန်တော်ကိုယ်တိုင်သတ်မှတ်ပြီးရောင်းတာတ
သူ့ရဲ့ပံ့ပိုးမှုဆိုတာကျွန်တော်စဉ်းစားတယ်ဘယ်အရာလေးနာရှိတယ်လဲအတူရှင်တွဲနေထိုင်ခဲ့စဉ်ကာလကပတ်သက်မှုတော့ရှိကြပါဗျာတပည့်စီလဲစမ်းတိုက်သူပါဝင်မှာပေါ့ဗျာဟိုတပည့်စီလဲစမ်းတိုက်ဆိုတာကတော့ကျွန်တော်ရဲ့အမှုပညာစကားအရာပြောတာပါဟိုပကြီးကားမှာကျွန်တော်မင်းအောက်ခံစည်းလေးတုတ်လိုက်ပါအောင်ပါညာဆိုတော့ဟိုသူ့ကိုတက်စစ်ခြင်းတဲ့ခန္ဓာရအောက်ခံစည်းလေးတုတ်ခိုင်းတာတော့ရှိချင်မှာတိုးတော့ကျွန်တော်ရဲ့ drawing နဲ့ပတ်သက်ရင်ဘယ်တော့မှသူ့ကိုကောက်ကြောင်းတစ်ကြောင်းမရေးဆွဲခဲ့ဘူးခါလာနဲ့ပတ်သက်ရင် finish တွေမှာဒီနေရာမှာမသုံးခဲ့မလုပ်ခဲ့ဘူးမခိုင်းခဲ့ဘူးဒါပေမဲ့ तू ရေးနေတဲ့ကားမှာဆိုရင်တော့ तू ရေးတဲ့ကားတွေမှာကျွန်တော်ရဲ့ရေးချက်လေးတွေတော့ပါကောင်းပါရင်ပါလိမ့်မယ်ကျွန်တော်ဒီမေတ္တာတရားကိုရှေ့ရှုပြီးတော့ဘာရဲမဟုတ်ဘူးဆရာလှုပ်ဆိုလှုပ်လို့စိတ်မဟုတ်ပါဘူးတောင်းတောင်းမှမှနဲ့ဒါလေးကဒီလိုလေးရေးရင်မကောင်းဘူးလားဆိုတဲ့မေတ္တာစိတ်နဲ့ကျွန်တော်မျှဝေခဲ့တာပဲရှိတယ်ရေးပေးခဲ့ဘူးတာပဲရှိတယ်ပါကောင်းပါလိမ့်မယ်သူ့ရဲ့ပကြီးကားတိုင်းမှာအငွေ့သက်လေးတွေဟာဒါကတော့ကျွန်တော်တို့မှလည်းကျွန်တော်တို့တင်ကြားတော့ကကျွန်တော်တို့ဆရာတွေရဲ့လက်ရာလေးတွေပါခဲ့ပါတယ်ဒီလိုလေးငါသားရေးငါတပည့်ဒီလိုလေးရေးရတယ်ကွာဆိုပြီးတော့စုတ်ချက်တစ်ချက်နှစ်ချက်လေးဝင်ရေးတာတော့ရှိမှာပေါ့ဗျာဒါကတော့ကျွန်တော်ဒီလိုပြောတာလဲသူ့ရဲ့အမှုပညာကိုထိခိုက်လို့စိတ်မရှိပါသူဒီအင်မတန်တော်တဲ့လူတစ်ယောက်ဖြစ်လာဖို့ပဲကျွန်တော်ရဲ့အများမြင်နဲ့ကျွန်တော်ဟိုရည်ရွယ်ပါတယ်ဒါဒီနေ့ဒီချိန်မှာကျွန်တော်နဲ့လမ်းခွဲခဲ့တယ်ဆိုတာကျွန်တော်ကခွဲခဲ့တာကျွန်တော်ကထားခဲ့တာဘာကြောင့်ထားခဲ့ရတယ်လို့ကျွန်တော်ကိုစိတ်ကြမ်းမာရေးစေးုံ10ချိန်ပို့ခဲ့တယ်ကျွန်တော်အဲ့ဒီအချိန်ကစပြီးတော့ကျွန်တော်ပြီးဆုံးသောနောက်ဆုံးတစ်ချိန်မန္တလေးကအစိုးရစိတ်ကြမ်းမာရေးစေးုံဖြစ်တဲ့ဟာကိုကျွန်တော်ကိုပို့မယ်ဆိုတဲ့အချိန်မှာကျွန်တော်ဟာအကောင်းဆုံးဖြစ်အောင်ညှင်းဆန်ခဲ့တယ်တွန်းလှန်ခဲ့တယ်ကျွန်တော်မိဘအိမ်မှာတွားနေခဲ့တယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဟိုဖောက်ပြန်တဲ့ကိစ္စတွေကျွန်တော်မပြောတော့ဘူးเนาะအဲ့ဒါကျွန်တော်မပြောတော့ဘူးသူ့ရဲ့ကျွန်တော်ဖောက်ပြန်တဲ့ကိစ္စမကိစ္စတော့ကျွန်တော်ဖြောင်းပဲကျွန်တော်ဖောက်ပြန်ပြန်မှာပဲကျွန်တော်ရဲ့အသွေးသားနဲ့ကျွန်တော်ဖောက်ပြန်တယ်ဘာဖောက်ပြန်လဲကျွန်တော်ရဲ့စိတ်ဖောက်ပြန်လို့သုံးရဆိုကျွန်တော်ဖောက်ပြန်တာမဟုတ်ဘူးကျွန်တော်ဒီရွေးချယ်တာဖောက်ပြန်မှုဆိုတာကမှားယွင်းမှုကိုပြောတာကျွန်တော်ဒီမှန်သောလမ်းကိုရွေးသောကြောင့်ကျွန်တော်ဒီရွေးချယ်တာဖောက်ပြန်ခြင်းမဟုတ်ဘူးကျွန်တော်ရဲ့အသိပညာကျွန်တော်ရဲ့အချစ်ကျွန်တော်ရဲ့နှလုံးသားကျွန်တော်ဘဝကျွန်တော်ရွေးချယ်ခြင်းရှိတယ်ကျွန်တော်ဖောက်ပြန်ခွင့်မရှိဘူးကျွန်တော်မဖောက်ပြန်ဘူးရွေးချယ်တာတို့ကြောင့်အဲ့ဒီအမျိုးသမီးအဲ့ဒီတယောက်ကိုကျွန်တော်ကထားခဲ့တာထွက်ပြေးတာမဟုတ်ဘူးယူနေတာမဟုတ်ဘူးထားခဲ့တာဇာတိတာမကောင်းလို့ဘာလဲဇာတိတာဆိုတော့လူအကျင့်တရားတွေချိုးဖောက်လို့ဘု து ဘော်ချိုးဖောက်တော့ကျွန်တော်ဘော်ချိုးဖောက်တယ်ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကျွန်တော်ရဲ့ပတ်ဝန်းကျင်ဗျာကျွန်တော်ရဲ့ပတ်ဝန်းကျင်ဆိုတော့ဩကာသလောကကိုပြောနေတာမဟုတ်ဘူးကျွန်တော်ရဲ့တတ္တလောကလို့ခေါ်အပ်တဲ့တက်ရှိတတဝါတွေပေါ်မှာအဲ့ဒီတက်ရှိတတဝါပတ်ဝန်းကျင်ပေါ်မှာသူဒီချိုးဖောက်ခဲ့တယ်စော်ကားခဲ့တယ်အနိုင်ကျင့်ခဲ့တယ်ဗျာဘာလဲဗျာလူခွင့်ရေးလိုချင်တယ်ဆိုပြီးကိုယ်တိုင်တော်မှဒီအလောက်ကနေပြီးဘယ်လိုတာလူခွင့်ရေးလိုချင်တယ်ဆိုလို့ရှိရင်လူသားတစ်ယောက်ထဲတွက်တာအရင်လောက်ကြည့်အောင်သူ့ခွင့်ရေးကိုယ့်ခွင့်ရေးမြတ်အဲ့လိုလာမထိခိုက်နဲ့ခဏပဲရမှာအထူးသဖြင့်ဘာဆိုင်ဝနလူကောင်မျိုးအတွက်ခဏပဲရမှာကျုပ်ကထိုက်တဲ့လောက်တော့ကာလာတစ်ခုနဲ့အနေထားတစ်ခုမှနေတယ်ကျွန်တော်အပေါ်မှာအင်မတန်ချိုးပေါက်လာပြီဆိုရင်တော့ကာလာတစ်ခုကတဘာဝလေးရပဲကျွန်တော်ကိုတည်ဆောင်သွားမှာဖြစ်တယ်အဲ့ဒီတဘာဝထဲမှာဘာကြောင့်တည်ဆောင်သွားရတယ်လဲဆိုရင်ကျွန်တော်ကတဘာဝနဲ့နေတဲ့သူဖြစ်နေလို့ငါမှတ်ထားကျွန်တော်ခမားကိုမမုန်းဘူးဒါပေမဲ့မချစ်ဘူးမမုန်းဘူးဆိုတဲ့စကားပြောစရာမလိုခမားနဲ့မဟုတ်ဘယ်သူမှကျွန်တော်မမုန်းဘူးမချစ်ဘူးဆိုတဲ့စကားကတော့ခမားကိုမချစ်ဘူးလို့ကျွန်တော်အချင်းချင်းပြောခဲ့ဘူးတယ်ခမားမေးတိုင်းကျွန်တော်ပြောခဲ့တယ်ဒါဆိုရင်ဘာကြောင့်ယူတာလဲဘာကြောင့်လက်ထပ်တာလဲခမားကျွန်တော်ကိုမေးခဲ့တယ်ဟုတ်တိုင်းမှန်စွာကျွန်တော်အချင်းချင်းဖြေခဲ့တယ်ဗျပြောင်းပြီးဖြေခဲ့တာမဟုတ်ဘူးတီတန့်ဖြေခဲ့တာဟဲ့မျက်နှာငါမူးနေလို့ဟုတ်တယ်ကျွန်တော်မူးနေတာကျွန်တော်ဒီအိုက်ကာလာတွေတုန်းကကျွန်တော်ဒီအရက်တေစာကိုမိုးလေးမိုးရှုပ်တော့တာစပရာဘက်အရက်တွေဆိုတာမျိုးစုံဘေးမှာထားတာကျွန်တော်ဒီသူစေးရုံတင်ပေးခဲ့တယ်ဆိုတဲ့ကာလာတစ်ခုပြန်သွားကြအောင်စုကျွန်တော်ဒီသူ့ကိုတွေ့လိုက်တဲ့အချိန်မှာအရက်ကိုရုပ်ချီဖြတ်ပလိုက်တာမိန်းကလေးတယောက်ကိုရှိရောက်နေတယ်ကိုဝင်းကျင်ဧရိယာတွေကိုရောက်နေတဲ့တဲမှာမဖြစ်သင့်တာတွေမဖြစ်အောင်အပြောဆိုအနေထားတွေမှမားရအောင်အတက်နဲ့ဆုံးငါထိမ့်သိမ့်မယ်ဆိုတဲ့ဘလက်ကာရဗျာနောက်ဆုံးအလိုမတူပဲနဲ့ဘာညာဖြစ်တာမျိုးမဖြစ်အောင်ကျွန်တော်ကအရက်ကိုဒုံးတိဖြတ်ကိုဗစ်ကာလာမှာဒုံးတိဖြတ်တော့ဗျာနှစ်ပေါင်း20လောက်ဒလက်ဆက်တောက်လာတဲ့ကောင်ဒုံးတိဖြတ်လိုက်တော့တောက်ဆရာတွေကဘေးမှာတုံခိုက်တွေနဲ့အန်လိုက်တာဗျာအန်လိုက်တော့ကျွန်တော်သွေးပါအမတက်ဖြစ်ကြတဲ့အချိန်မှာဆရာဝန်တယောက်သူ့မိတ်ဆွေကျွန်တော်မိတ်ဆွေဆိုတာနောက်မှဖြစ်တာပါဒေါက်တာတယောက်ကိုဖုံးဆက်ဒဲအိုးလေးဆရာကိုဆိုတော့ကိုတိုင်ကျွန်တော်ကိုဗစ်ကာလာမှာကားနဲ့လာခေါ်ကျွန်တော်ဟိုဒီအင်းစိန်ဆေးရုံပို့ကိုဗစ်ကာလာပို့ကျွန်တော်စံပြုတ်တောင်ဖုန်းကြီးကိုတိုင်သွားဝယ်ပြီးတိုက်ဘာမှပတ်စံလည်းမပေးရဘူးသူ့ငွေကြေးနဲ့ယနေ့အချိန်ထိကျွန်တော်ဆေးရုံလည်းမတင်ပေးခဲ့ဘူးသူဤငွေကြေးနဲ့ကျွန်တော်ဆေးလည်းမကုသပေးခဲ့ဘူးဒါတွေကိုပလီပလာလိန်ဆယ်ပြီးတော့လောက်ကြံလျှောက်ပြောနေတာ
ကျွန်တော်မပြောရင်လို့နေခဲ့တာအော်သူ့ဂုံတိတ်ခါလေးသူ့ဟာသူ highlight ဖြစ်နေလို့တားကိုနာမည်ကြီးချင်တာဘလို့ကောမဆယ်လီကလည်းတားဖြစ်ချင်တာဟိုလူရှိသူရှိဆိုရင်လည်း action တွေကတားဖြစ်ချင်တာတော်ပါပြီဗျာဒီလိုပြောတာသူ့ကိုထိခိုက်တယ်လို့မျိုးကျွန်တော်မပြောတော့ဘူးလူရင်းကိုကျွန်တော်ပြောမယ်ကျွန်တော်နှလုံးသားကျွန်တော်ချစ်ချင်းကျွန်တော်ဥပဒေအရာသူနဲ့ဘလို့မှလမ်းမခွဲရသေးမဲ့သူဒီကျွန်တော်ရဲ့ဇနီးမဟုတ်တော့ဘူးဆိုတာတရားဝင်ကျွန်တော်ပြောမယ်ကျွန်တော်ဒီနှုတ်အရာစာအရာလာလိမ့်မယ်စာအရာကျွန်တော်လည်းလုတ်ပေးမှာပဲဒီနေ့အချိန်မှာသူဤခင်ဖုံးလုံးဝမဟုတ်ပါကျွန်တော်အခုစကားသူဤခင်ဖုံးမဟုတ်တော့တာကြာပြီကျွန်တော်ပုံမှာချိုးပေါက်ခဲ့တဲ့ဥပဒေတွေကျွန်တော်စိတ်ကြမ်းမာရေးစေယုံကိုကျွန်တော်အလိုမတူဘဲနဲ့10ချိန်တိတိပို့ခဲ့တယ်ကျွန်တော်အဲ့ဒါမှကျွန်တော်ယူတော့မှမယူမသွားအောင်ကျွန်တော်နီးမျိုးစုံကျွန်တော်ကိုကျွန်တော်ပြန်ကုခဲ့တယ်နံပါတ်1ကျွန်တော်အဲ့အရက်တွေကိုကျွန်တော်ယာသက်ပံဒီနေ့အချိန်ကြီးပေါ့ဗျာယာသက်ပံဆိုတာအခုအကျိုးဝင်တဲ့အချိန်ကြီးပေါ့ဗျာကျွန်တော်မတောက်စားခဲ့တော့ဘူးဘာကြောင့်လို့ကျွန်တော်ကြောက်လို့ဘာကိုကြောက်တာလဲဆိုတော့အော်ငါ့ကိုရက်တောက်တိုင်းရက်တောက်အရက်ကိုကောင်းကောင်းမတော့အောင်ကောင်းကောင်းမမှုပါအောင်အရက်နာကြတာတော့ကောင်းကောင်းအရက်နာမကြအောင်ကုပါလားစေတနာကောင်းရှိရင်ကျွန်တော်ခုနပြောသလိုအရက်နာကြလို့ရက်နာပျောက်စေမဲ့အစာအာဟာရသို့မဟုတ်ကဲအစာအာဟာရကျွေးသည်ဖြစ်စေအုံတော့ကျွန်တော်ကောင်းကောင်းမွန်စေကုပေါ့ဗျာလက်ခံတယ်ဒီလိုမဟုတ်ပါပဲနဲ့စိတ်ကြမ်းမာရေးစေယုံကြီးကိုကျွန်တော်အလိုဆန္ဒမပါပဲနဲ့ကျွန်တော်ဖမ်းချုပ်ကျွန်တော်လက်မောင်းလူ2ယောက်3ယောက်ရောက်လာဆေးတွေထိုးကျွန်တော်ကအဲ့ဒီချိန်မှာပြော့ခွေပြီးတော့မူမေ့ပြီးတော့ကျွန်တော်ရောက်သွားအမှုပြေတဲ့အချိန်ကျတော့စိတ်ကြမ်းမာရေးစေယုံကျွန်တော်ရောက်နေအဲ့ဒီချိန်မှာပကြီးကားတွေဆွဲလဲရတာဗျာစိတ်ကြမ်းမာရေးစေယုံမှာပကြီးကားဆွဲခဲ့ဘူးတာကျွန်တော်တယောက်ပဲရှိတယ်မန္တလေးမှာ8ကြိမ်စိတ်ကြမ်းမာရေးစေယုံမှာဆွဲထားတဲ့ပကြီးကားတိုင်းကိုကျွန်တော်ကနေ့ရယ်လရယ်နှစ်ရယ်ကိုကျွန်တော်ရက်ဆွဲတွေတက်ထားပါတယ်မှတ်မိတယ်အထူးဖော်ပြပေးအောင်မယ်အဲ့ကားတွေကိုရောင်းပြီးတော့သူကြိုက်တာတွေတုံဖြုံဆွဲပြီးတော့အဲ့ဒီရောင်းလို့ရတဲ့ပတ်စံတွေနဲ့ပဲကျွန်တော်ရှာဖွေထားတဲ့ပတ်စံတွေနဲ့ပဲကျွန်တော်ကိုစိတ်ကြမ်းမာရေးစေယုံကကုန်ကြတဲ့ပတ်စံတွေကိုရှင်းတာဖြစ်တယ်သူဤငွေချေးတပြားမှမပါဘူးသူသာရှာဖွေထားတဲ့လစာလေး2သိန်းကျော်နဲ့ဆိုရင်ကျွန်တော်ဆေးကုပေးဖို့နေတာကျွန်တော်လိုကောင်မျိုးအတွက်ဘာမှရှိလာမှာမဟုတ်ဘူးကျွန်တော်ရခဲ့တဲ့ရကျွန်တော်နှိမ်လိုက်တာဗျာနှိမ်လိုက်တာဆက်ဆံလိုက်တာဆက်ဆံရေးတာနှိမ်နေကျွန်တော်စာမတက်ပေမတက်ဟလာလူအစင်တန်းမျိုးမကောင်းဘာမကောင်းကျွန်တော်မိဘတွေလည်းထိခိုက်တာညားစွာပဲဒါတွေကိုဒီနေ့ပြောတာထပ်ပြောအောင်မယ်ဒါဒီနေ့လူရင်းကိုကျွန်တော်ပြောချင်တာကကျွန်တော်နဲ့လက်ရှိအလုတ်တွဲလို့ပဲဖြစ်ဖြစ်ကျွန်တော်ချစ်လို့ပဲဖြစ်ဖြစ်ခမ ्या ကိုကျွန်တော်မချစ်တော့ဘူးခမ ्या ကကျွန်တော်ရဲ့ဇနီးလည်းမဟုတ်တော့ဘူးကျွန်တော်ရဲ့မိန်းမလည်းမဟုတ်တော့ဘူးကျွန်တော်တတ်မှတ်ထားတာဒီနေ့ဒီချိန်မှာတတ်မှတ်ထားမှုလွန်ခဲ့တဲ့3နှစ်4နှစ်လောက်တည်းတတ်မှတ်ထားတာအတိအကျပြောရမယ်ဆိုရင်ခမ ्या အိမ်တော်ရေးစပြီးတော့2လအနေမှာခမ ्या ကျွန်တော်တို့အတူတူနေထိုင်တဲ့ခမ ्या ရဲ့တိုက်ခန်းမှာခမ ्या ကိုယ်တိုင်ခမ ्या ကိုဖတ်ပြီးတော့လာနန်းနေဆိုတဲ့ငက်လေးဆိုတဲ့ကောင်ခမ ्या နာမည်တစ်လုံးပဲပြောမယ်နောက်ကျရင်အတိအကျပြောမယ်ခင်ဗျားတို့လုံနေတဲ့အမူအရာကိုမြင်တဲ့နေ့ရစပြီးကျွန်တော်လုံးသားမှာငါမှားသွားပြီဆိုတဲ့စိတ်မျိုးကိုဝင်ခဲ့မိတယ်။ငါဟုတ်လားမဟုတ်ဘူးလား။အဲ့ဒီချိန်ကနေငါမှားသွားပြီငါလိုချင်တဲ့အိမ်တော်ရင်ငါလိုချင်တဲ့အချစ်ကငါဝစ်လိုက်တာလားငါနီးမျိုးစုံတွေးတယ်။ဒါပေမဲ့ငါမင်းကိုကောင်းကောင်းမွန်မွန်ပေါင်းတင်လက်ထက်ကောင်းကောင်းမွန်မွန်ဆောင်းလျှောက်ခဲ့တယ်။လွန်ခဲ့တဲ့လပိုင်းတွေအထိငါပကြီးပြဝဲကိုပြတ်အောင်လုပ်တယ်ငါဂုံတိတ်ခါတွေကြအောင်လုပ်တယ်ငါအမှုပညာလောကကိုဝင်ဆွတ်ဖက်တယ်မင်းကိုမင်းငါ့ကိုလာပြီးထိန်းချုပ်တယ်မရဘူးဘယ်တော့မှမရဘူးမရလို့လည်းဒီနေ့တစ်ချိန်ဒီလိုဖြစ်တာအဲ့တော့ငါပြောမယ်ငါမင်းကိုမချစ်လို့ထားခဲ့တာမင်းကိုဖတ်ပြေးသွားတာမဟုတ်ဘူးဖတ်ပြေးစရာအကြောင်းလည်းမရှိဘူးအဲ့တော့မင်းတို့မိန်းမမျိုးငါချစ်လည်းမချစ်ဘူးမင်းကိုယ်တိုင်မေးခဲ့တော့ဒီနေ့မှဒီစကားပြောတာမဟုတ်ဘူးလွန်ခဲ့တဲ့3နှစ်နေတာမင်းငါ့ကိုခဏခဏမေးတယ်ချစ်လားဆိုငါလည်းမမှုငါကမှန်ကန်ဖြစ်ခဲ့တဲ့အချိန်တွေကတော့မချစ်ဘူးလို့ဒါပေမဲ့မေတ္တာရှိတယ်ချစ်တာတဲ့မင်းတို့လူအတိတရားတွေဖြစ်တဲ့မေတ္တာတရားတွေနဲ့ငါစောင့်ရှောက်မယ်လို့တော့ငါနှုတ်တဲ့စကားပြောခဲ့ပါတယ်မှန်ပါတယ်ငါစောင့်ရှောက်ခဲ့တဲ့မေတ္တာတွေထားခဲ့ပါတယ်ထားနိုင်တယ်လို့ပေါ့ကွာအဲ့တော့ဒီနေ့ဒီချိန်မှာငါဘဝနဲ့ငါသွားပြီးမင်းကိုမချစ်လို့မှထားခဲ့တာမင်းကငါ့ကိုဘာဖြစ်လို့များအဲ့လောက်ထိလှုပ်ရှားလို့မရအောင်ငါရဲ့ပကြီးပတ်ဝန်းကျင်မှာလဲထားပါတော့မင်းတို့ပြောတဲ့ပကြီးကိစ္စတွေရောဒီနေ့ဒီချိန်ဒီငါနဲ့ပတ်သက်တဲ့ collector တွေပြကန်းတွေမင်းလိုက်ပြီးဒုက္ခပေးနေတာမင်းမရှက်ဘူးလားလူသားတစ်ယောက်ကိုမင်းကိုမချစ်လို့နေဖြစ်တဲ့ကိစ္စမှာမင်းငါပြောခဲ့တဲ့အရင်အမျိုးသမီးကောင်းနေလို့မင်းနေပါလားကြက်သေးရှိတဲ့မျိုးသမီးတွေအများကြီးပါကွာမင်းရဲ့ရုပ်ရည်လက္ခဏာမင်းပြောတဲ့မင်းရဲ့အစင်တန်းတွေနဲ့မင်းငါထက်တာတွေမင်းအများကြီးရနိုင်ပါတယ်ဒါပေမဲ့မင်းကငါမချစ်နိုင်တော့ဘူးဆိုတာငါ့ဘောလှုပ်လွန်းလို့ငါမိဘကိုစော်ကားလို့နော်မွေးထားတဲ့မိဘအစားမရနိုင်ဘူးမင်းလိုမိမမျိုးတွေအစားမရနိုင်တယ်ဆိုတာငါတခြားမိမတွေကိုစော်ကားလို့စိတ်မရှိပါဘူးညနှိုးစရာတန်ဖိုးရှိတဲ့မျိုးတောင်းသမီးတွေအများကြီးရှိသေးတယ်အဲ့ဒီလိုပဲယနေ့အချိန်မှာငါမင်းကိုချစ်တာဆိုတာတဲ့ဟောဒီငါနှလုံးသားမရှိတော့ဘူးသိလားနှလုံးသားနဲ့ချစ်ခဲ့တဲ့အရာတွေမရှိတော့ဘူးနှလုံးသားနဲ့ချစ်တဲ့အရာထက်ပိုကြီးမြတ်တဲ့ဟ
ဟာဒီစံစားနေခြေအဆုံးဟာဒီတကူလုံးချစ်တဲ့အချင်းမျိုးတော့ငါမှရှိတယ်တနေ့မင်းတွေ့ရအောင်မယ်ညနိုးတယ်တန်ဖိုးထားတယ်မင်းနဲ့မတွေ့ခင်မင်းနဲ့မရှိခင်ကာလတွေက conversation လို့မှတ်ထားလိုက်ငါရင်တဲကငါတိထက်ဆက်ကာလတွေကအချစ်ဆိုတဲ့အရာတစ်စုံတစ်ခုရှိတယ်ငါအမြဲတမ်းသွားနေတယ်အမြဲတမ်းအလွမ်းရှင်းနေအမြဲတမ်းသွားနေလူတွေသိမှာဘာအလွမ်းနေရတော့မဆိုင်ဝနာကြီးကဟိုတစ်ဖက်သောမိန်းမရှိရတယ်အလွမ်းနေအေးငါလွမ်းနေလို့လွမ်းကျင်စရာရှိလို့လွမ်းရမှာအုံးမဲ့အရာတွေရှိလို့ချစ်ရအောင်မဲ့အရာတွေရှိလို့ငါချစ်တယ်ငါလွမ်းတယ်ငါအခွင့်အရေးငါတလုံးသားရဲ့အခွင့်အရေးကွာအဲ့ဒါလူအခွင့်အရေးငါအသိဉာဏ်ရဲ့အခွင့်အရေးအဲ့ဒါလူအခွင့်အရေးကွာငါလှုပ်ပြရစီငါရဲ့တည်ဆုံးခြင်းတွေငါအခွင့်အရေးကွာငါလှုပ်တယ်အဲ့တော့ဒီနေ့အချိန်မှာငါချစ်မြတ်နိုးတဲ့သူတယောက်မကအများကြီးရှိတယ်ငါ20ချင်းတဲ့ချစ်ရတဲ့မိတ်ဆွေတွေအများကြီးရှိတယ်1500လို့ပူပြီးလောင်ရမယ့်အချင်းမျိုးလဲငါရှိအောင်မှာငါတရားသမားတွေကိုမျက်နှိုးတယ်တရားသမားတွေကိုငါရှာဖွေတယ်ငါလိုက်စားတယ်ငါဒီနိဗ္ဗာန်ရောက်ကြောင်းတရားဆိုတဲ့အစိုးစုံတွေကိုရောက်နေတဲ့ပုံကမဟုတ်သေးဘူးတစ်ချိန်လုံးကငါရှာဖွေခဲ့တဲ့တရားဓမ္မတွေကငါရဲ့ဘဝငါနေနိုင်ဖို့ငါနှလုံးသားတွေပူလောင်တာအင်းချင်းဖို့ငါရှာဖွေခဲ့တာငါလေ့လာခဲ့တာငါဖုန်းကြီးဝတ်မဲ့သူမဟုတ်သေးဘူးငါအဲ့လောက်လည်းအဆင့်မရှိသေးဘူးတိုးတော့အဲ့ဒီတရားတွေကငါဘဝကိုစောင့်ရှောက်ဖို့အတွက်ပဲငါရှာဖွေခဲ့တာအ ਨੇ ဆုံးအမြင့်ဆုံးပြောမယ်ဆိုရင်ငါရဲ့အပယ်လေးပုံကိုပိတ်เสียကြောင်းအကျင့်ဆိုးတွေကိုငါရှောင်ဖို့ကောင်းမြတ်သောအကျင့်တွေကိုငါတူလောင်ဖို့စီးပူးဖို့ငါတရားဓမ္မတွေရှာဖွေခဲ့တာဒါပေမဲ့တရားဓမ္မရှာဖွေမဲ့ငါနှလုံးသားတော့ရှင်သန်နေတုံးပဲငါအသိဉာဏ်တွေကတော့ထွန်းကားနေတုံးပဲဒါကြောင့်မနေအပ်တဲ့အရက်ဒေတာမပေါင်းသင်းအပ်တဲ့လူမျိုးနဲ့ငါမပေါင်းသင်းဘူးမနေဘူးဒါကြောင့်ငါဒီထွက်သွားတာငါဒီထွက်ပြေးသွားတာမဟုတ်ဘူးအထူးသဖြင့်မင်းပြောနေတဲ့ထွက်ပြေးကောင်ထဲမှာငါမပါဘူးနောက်တစ်ခုယူသွတ်နေတဲ့ထက်မှာစိတ်မနှံ့နေတဲ့ကောင်ထဲမှာငါမပါဘူးလောက်ကြံလီဆယ်ပြီးတော့ဘာမှမဟုတ်တဲ့တိုက်ခန်းလေးပိုင်ဖို့မင်းပကြီကားတွေမရှက်ဘူးလားကွာသူများလက်နဲ့သူများနှလုံးသားနဲ့ရေးထားတဲ့ပကြီကားတွေကိုမင်းအာရမလိုချင်နေတာမရှက်ဘူးလားကွာကောင်မလေးဟာဒုက္ခပါပဲမင်းကိုကသူကိုလည်းရင်းနေတဲ့လောက်ရေးပေါ်ပတ်စံပေါ်ရင်မင်းအများကြီးဝယ်လိုက်ပေါ့ငါရှိရကားတော့မင်းဝယ်လို့ရသေးရဲ့နောက်ဆုံးရှက်ပါသူတစ်ဖက်သားလှုပ်ထားတဲ့ပကြီကားတွေကိုနီးမျိုးစုံနဲ့မစားတဲ့ဟာလာအမဲကိုတက်နဲ့ပက်တယ်ဆိုတဲ့စကလုံးမျိုးထက်တောင်ပူပါတယ်မင်းလုံနေတာတွေကယွန်စရာလဲကောင်းပါတယ်သူများသားသမီးတွေကိုစော်ကားငါပြောပါသူများသားသမီးတွေမျက်နှာပေါ်မှာမင်းလူရဲ့မင်းတို့ပြောတဲ့အင်္ဂလိပ်လိုလားအသက်မရှိဘာတော့မင်းလူရဲ့စီမီစီကန်းတွေမင်းဘယ်ရောက်ကုန်တာတော့မင်းရဲ့အသိဉာဏ်တွေမုံတီးမှုတစ်ခုတည်းကိုထားမင်းကလေးသားရှေ့ချင်တာလားငါ့ကိုလုံးမင်းငါနဲ့တွေ့ရင်ကိုယ်တိုင်တပ်လိုက်ငါ့ကိုမင်းကိုပြန်တပ်မှာမဟုတ်ဘူးငါလိုကောင်မျိုးကသိလားအသေးခံသွားမှာမင်းတို့ဒေါသလည်းမဖြစ်ဘူးလောက်ပါမမှန်ကန်ဘာလဲသူတစ်ဖက်သားကိုလှုပ်ရှားလို့ရတယ်ကြိုက်တဲ့လောက်လို့ငါ့ကိုလှုပ်ပကြီးလောကမှာလှုပ်ရှားလို့မရအောင်မင်းအဆက်ခွဲမင်းကြိုက်တဲ့ခေါင်းစဉ်တွေတက်ကြိုက်တဲ့ဟောရတာတွေတုံဆွဲလွတ်လပ်စွာလှုပ်မင်းအခွင့်အရေးတွေငါမတားဘူးမတိုက်ခိုက်ဘူးဒါပေမဲ့ဒီနေ့ရှင်းပြနေရမှာမဟုတ်ဘူးမင်းဘေးနာကရုံညံ့တဲ့အတိုင်းဝိုင်းတစ်ခုဖြစ်မသွားစေဖို့လူသားတွေကိုချစ်လို့ပြောတာမင်းကိုပြောနေတာမဟုတ်ဘူးမင်းပတ်ဝန်းကျင်ကလူတွေကိုငါပြနေတာအဲ့ပတ်ဝန်းကျင်ကလူတွေကိုငါ့ကိုတစ်ဖက်တောင်းနေအထင်လွဲလဲစိတ်ဆိုးဆိုဂယုမဆိုင်တတ်ဘူးငါသိခြင်းတရားငါနှလုံးသားလောက်ငါသိဂယုမဆိုင်ဘူးငါသိခြင်းတရားကိုငါပိုင်တယ်ဆိုတာတဘာဝကြငါသိသွားမယ်နေကိုငါပိုင်တယ်ငါရဲ့နှလုံးသားကိုငါပိုင်တယ်ငါချစ်ချင်တဲ့လူချစ်မယ်အခုလဲငါချစ်ရမယ့်သူငါမြန်နိုးရမယ့်သူတွေရှိတယ်ငါဘဝလုံးရည်ရွယ်တာမင်းတို့ငါဘဝမှာရှိခဲ့ပြီးဘာဆိုင်ဝနာဆိုတဲ့ကောင်ဒီလိုပဲပြောမှအရင်တော့ချစ်ခဲ့ဘူးတဲ့မိန်းမသားတွေလည်းရှိကောင်းရှိရင်ရှိလိမ့်မယ်အေးနှလုံးသားဆိုတာငါပြောလိုက်မယ်နှလုံးသားကိုဉာဏ်ပညာနဲ့ကုတ်တဲ့အချိန်ဆိုတာအရင်တော့မဟုတ်ဘူးဟာတောက်တုံးစားတော့မဟုတ်ဘူးငါမတောက်တော့တဲ့ကာလ၄နှစ်တာ9နှစ်အတွင်းမှာငါနှလုံးသားဟာဉာဏ်ပညာနဲ့ကုတ်ထားတဲ့နှလုံးသားပဲဖြစ်ရမယ်တို့ကြောင့်ယနေ့အချိန်မှာငါချစ်ရတဲ့သူဒီငါလေးစားတဲ့သူပဲဖြစ်ရမယ်ငါမြန်နိုးတဲ့သူဖြစ်ရမယ်ငါသဘောကျတဲ့သူဖြစ်ရမယ်ငါတိတမန်သက်ဆုံးငါသေတဲ့အထိလက်တွဲချိတ်ဆွဲထားနိုင်တဲ့ဉာဏ်ပညာနဲ့အုံနောက်ရှိရမယ်အဲ့ဒီလိုအမျိုးသမီးကောင်းကိုငါချစ်မယ်ဒါငါခွင့်ရေးညံ့နိုးမယ်ချစ်ပါတယ်ဆိုတာတဲ့စကားလေးတွေရှိရင်အဲ့ဒီချစ်ပါတယ်ဆိုတဲ့စကားလုံးကိုသုံးအောင်မယ်ငါရဲ့အမှုပညာတွေတင်ဆက်မယ်အဲ့တော့သူ့ကိုရည်ရွယ်ပြီးတော့ပြောရတာကြောင့်လည်းဖြစ်ကျွန်တော်ဤဒီပြောဆိုမှုတွေမှာကြည်မကောင်းကြားမကောင်းသောစကားလုံးအမှုရာတွေပါရင်လည်းပြည့်တဲ့အနေနဲ့ညံ့နိုးမှုကိုရှေ့တန်းတင်ပြီးတော့ကျွန်တော်ကိုနားမလဲခြင်းလဲနေပါဒီလိုပဲအောင်းမေ့ပေးလိုက်ပေါ့ဗျာဒီနေ့အချိန်မှာကျွန်တော်ခက်ခဲတွေဖြစ်တယ်နေမှုထိုင်မှုစားမှုတောင်းမှုတွေအစသအရာရာပါပဲ
အခက်ခဲတဲ့ဆိုတာကတစ်ချိန်လုံးကလှပခဲ့တဲ့အရာတွေကိုတန်းတာတာမဟုတ်ဘူးထိုက်တဲ့လောက်တော့ခက်ခဲမှုတွေရှိပါတယ်ဒါပေမဲ့လည်းပေါ့ကျွန်တော်နှလုံးသားမခက်ခဲဘူးကျွန်တော်ရဲ့အသိဉာဏ်တွေမခက်ခဲဘူးတော်ပြီဗျာနှလုံးသားနဲ့အသိဉာဏ်လေးမခက်ခဲရင်ကျွန်တော်ကျင်တတ်တယ်အဲ့ဒါကျွန်တော်လိုချင်တဲ့ဘဝပဲဘာဆိုင်ဝင်နာဆိုတဲ့နာမည်မဖြစ်တည်ခင်ကြတဲ့ကဆိုင်းဝင်နာဟန်းဆိုတဲ့နာမည်အပြည့်စုံလေးမှာကျွန်တော်နှလုံးသားကမာကြောခဲ့ပြီးသားဒါပေမဲ့မျက်စိလဲခဲ့တယ်အုံနောက်အတွက်ချက်တွေလမ်းမာခဲ့တယ်ဆိုရင်ကျွန်တော်ပဲသိတာသူပဲသိတာတို့ကြောင့်ကျွန်တော်ဒီနေ့ဒီချိန်မှာကျွန်တော်ဆွဲမြဲကင်ဆွဲထားတဲ့လက်တစုံပဲဖြစ်ကျွန်တော်ရဲ့နှလုံးသားကခုံနေတဲ့ရင်ခုန်တမ်းပဲဖြစ်ကျွန်တော်အသိဉာဏ်ကလက်ခံထားတဲ့မှန်ကန်သောဆုံးဖြတ်ချက်လို့ပဲကျွန်တော်ပြောချင်တယ်ဒါကကျွန်တော်ရဲ့လက်ကျန်ဘဝအတွက်ကျွန်တော်ရဲ့ဆုံးဖြတ်ချက်တို့ကြောင့်တို့တော်လေအမျိုးကောင်းသမီးဆိုတာခမားကိုယ်စိတ်နဲ့ကိုယ်နိုင်ခမားထင်ထားသလိုခမားတီလေကျွန်တော်မပြောအပ်တော့ခမားပတ်ဝန်းကျင်မှာတည်နေတဲ့တစ်ဖက်သောနိုင်ငံပြည်ပကအမျိုးသားအနေနဲ့တော်လကောင်းပြည်တွင်းကအမျိုးသားတော်လကောင်းခမားအိမ်အောင်ရှိသောအမျိုးသားနဲ့တူတော်ကောင်းကျုပ်နှုတ်ကထုတ်ဖော်ပြောစရာမလိုတော့ဖဲနဲ့တိတူတွေတိတယ်ဆိုတာလေဟုတ်တိုင်းမှန်စွာညာလို့မရဘူးလူသားတယောက်ရဲ့အကြောင်းတွေဟာဘယ်တော့မှညာလို့ကျွန်တော်အကြောင်းတွေညာလို့မရဘူးခင်ဗျားအကြောင်းတွေညာလို့မရဘူးသူ့အကြောင်းတွေညာလို့မရဘူးညာလို့မရတဲ့အမှန်တရားတွေဟာရှက်เสียလည်းမဟုတ်ဘူးကြောက်เสียလည်းမဟုတ်ဘူးတုံလှုပ်เสียလည်းမဟုတ်ဘူးတို့ကြောင့်ကျွန်တော်ဝန်ခံချင်တာတစ်ခုပဲရှိတယ်ခင်ဗျားကိုကျွန်တော်မချစ်ဘူးမချစ်လို့ကျွန်တော်မနေတာမပေါင်းသင်းတော့တာဒါကျွန်တော်ရဲ့ဒါလူသားဖြစ်တည်မှုဥပဒေဖြစ်တည်မှုတွေကတော့တက္ကနာကျွန်တော်တို့ခမရတို့ဥပဒေတိုင်းသွားမယ်ကဏ္ဍခမရသွားစားရှိတာသွားကြိုက်တာလုံးကြိုက်တာဆောင်ရွက်မလုပ်ပါလို့လည်းကြောက်လန့်တကြားဖြစ်နေပဲကောင်းတယ်မှမပါဘူးတို့ကြောင့်ကျွန်တော်ဆွဲမြဲစွာကင်ထားတဲ့လက်တစုံကြီးဘယ်တော့မှလွတ်ချသွားမှာမဟုတ်ဘူးကျွန်တော်ကဒါပါဘာကြောင့်လဲဆိုရင်ကျွန်တော်ကသာလင်ချစ်မြတ်နိုးတာကျွန်တော်ကစပြီးတော့သူ့အပေါ်မှာဖြစ်ထားတဲ့အကြောင်းတရားတွေကခမရနဲ့မတွေ့ခင်တည်းကကိစ္စတွေဆိုရင်အံ့ဩသွားမယ်တိတ်အံ့ဩသွားမယ်တစ်ချိန်တော့ပြောခဲ့ဘူးတယ်မဟုတ်လားငါနှလုံးသားကတိုင်းတစ်ပါးမှလည်းရှိနေမှာဆိုတဲ့စကားမျိုးငါဒီအမှန်တကယ်ဆိုဒီနေ့ဒီချိန်မှာဆိုရင်ငါဒီဘယ်ကိုရောက်နေနိုင်တယ်ဆိုတဲ့စကားမျိုးတွေမှတ်မိသေးလားမသိဘူးငါပြောခဲ့ဘူးတယ်လောကကြီးကိုကျင်ညာခဲ့ပကံမှာလည်းငါပြောခဲ့ဘူးတယ်မန္တလေးမှာလည်းပြောခဲ့ဘူးတယ်ရန်ကုန်မှာလည်းပြောခဲ့ဘူးတယ်ငါနှလုံးသားနဲ့ငါအသိပညာတွေကအမှန်ဆိုရင်ဒီလိုနေရာမျိုးမှာတောင်ရှိကျင်မှရှိမယ်ဆိုတဲ့အကြောင်းတရားတွေကရမ်းပြောခဲ့တာမဟုတ်ဘူးဘယ်သူမှမသိနိုင်တဲ့ဟာဒီအတီတွေကအတိနှလုံးသားတွေကအရာတွေကမူးရစ်နေပေမဲ့သူကအမြဲတမ်းဖူးဖို့ပွင့်ဖို့အစဉ်သင့်ရှိနေတာဒါကြောင့်ဒီလိုငါနှလုံးသားနဲ့ပတ်သက်တဲ့ငါဘဝနဲ့ပတ်သက်တဲ့အရာကျွန်တော်ရဲ့နှလုံးသားနဲ့ပတ်သက်တဲ့အရာကျွန်တော်ဘဝနဲ့ပတ်သက်တဲ့အရာတွေကကျွန်တော်ဆုံးဖြတ်ခွင့်ကြိုက်တယ်လို့ပြည့်ပြည့်ပြုလို့ရတယ်ဥပိ္ပခာပြုလို့ရတယ်ခုနပြောသလိုတပုတ်လေလွင့်တယောအကုန်လုံးအကုန်ကြိုက်တာလို့ဒါတွေကလည်းကျွန်တော်ကလည်းပြောနေတဲ့ဆန္ဒရှိတိုင်းအမြဲတမ်းပြောနေမှာပဲအဲ့တော့ကျွန်တော်တို့လူမျိုးတက်ကတော့ဟုတ်တယ်ရှင်းလေးပဲလေနာမည်လည်းဖတ်သမိုင်းလည်းကြည့်အောင်အချစ်ကအနုပညာဆန်ပါတယ်ဆိုမှတော့ဗျာကျွန်တော်တဘွားလုံးအနုပညာဆန်နေကျွန်တော်တဘွားလုံးအချစ်ကတော့ရှိနေမှာပဲမြဲမြံဖို့တော့အရေးကြီးတယ်မြဲမြံအောင်ဘယ်လိုအချစ်မျိုးကကျွန်တော်ကိုမြဲမြံအောင်အနုပညာဆန်မလဲဆိုတာပဲအရေးကြီးတယ်အနုပညာမဆန်တဲ့ပတ်ဝန်းကျင်အနုပညာမဆန်တဲ့လူသားနားမှာကျွန်တော်မရှိဘူးကျွန်တော်မနေဘူးနေခဲ့ရှိခဲ့ရင်လည်းထိုက်တဲ့ကာလတစ်ခုပဲဖြစ်လိမ့်မယ်ဒါကြောင့်ကျွန်တော်မျက်နှိုးခဲ့ရတဲ့ဘဝတွေထင်ခဲ့ရတဲ့ဘဝတွေဆုံးရှုံးခဲ့တဲ့ပျက်စီးခဲ့တဲ့ဆိုတဲ့တဘာဝလိုပဲကျွန်တော်သဘောပြောပြရစီဒါကြောင့်ဒီနေ့ဒီချိန်မှာကျွန်တော်လုံးမဲ့ပကြီးပြားဝဲတွေလာပါကျွန်တော်ဒါဒီနေ့ဒီနေရာကြီးနှောက်ရှက်ရဲတဲ့ဆိုရင်အမြဲတမ်းပဲကြိုးဆိုတာမဟုတ်ဘူးလို့ကြောက်လန့်နေမဲ့သူလည်းမဟုတ်ဘူးမကြိုးစိုးဘူးကျွန်တော်ပြဝဲကိုမျက်နှာလည်းမမြင်ချင်ဘူးအတန်လည်းမကြားချင်ဘူးမျက်နှာမြင်ဖို့အတန်ကြားဖို့အဆက်တရားမဲ့လာနိုင်သေးတယ်နှောက်ရှက်နိုင်သေးတယ်ဆိုလေကျွန်တော်ကတော့တုံလုံးမှာမဟုတ်ဘူးရင်ဆိုင်မှာအဲ့ဒါပါဆိုင်ဝင်တာရင်ဆိုင်မှာကြိုက်တဲ့လမ်းကလာခဲ့အဲ့ဒီတယောက်ကိုပြောတာပါကြိုက်တဲ့လောက်ဖြတ်စည်းပါကျွန်တော်အမှုပညာတွေကိုဘယ်တော့မှကျုံးငယ်မသွားဘူးဘယ်တော့မှတုံလုံးမသွားဘူးကြောက်ရွံ့မသွားဘူးကျွန်တော်ယုံကြည်တဲ့အမှုပညာကျွန်တော်ယုံကြည်တဲ့ချစ်ချင်းမြတ်တာပေါ်မှာကျွန်တော်တိဆောက်တာဟိုကလေးရပဲအဲ့တော့ကျွန်တော်တို့ဆိုကြအောင်စို့ကျွန်တော်တို့တိမ်မွေးတဲ့နှလုံးသားကိုကြပြားလေးရစ်ပြီးတော့တော်လကောင်းတဘာဝလောကကိုပကြီးလေးရေးပြီးတော့တော်လကောင်းကျွန်တော်ဖြတ်တန်းရအောင်ပါပဲဒါကြောင့်မလို့ဒီနေ့ပြောသင့်ပြီကျွန်တော်နဲ့ပတ်သက်ပြီးတော့မထိခိုက်တဲ့သူတွေထိခိုက်ရရှာတယ်။ဘာကြောင့်လဲကျွန်တော်ချစ်မြတ်နိုးတဲ့သူတွေမှန်သမျှမိတ်ဆွေပေါ်ချစ်ရင်အဲ့မိတ်ဆွေကိုလိုက်ပြီးနှောက်ယှက်ပေးတယ်။
ဟာလားနှလုံးသားနဲ့ပတ်သက်ရင်အဲ့နှလုံးသားကိုလိုက်နှောက်ရှက်ပေးမယ်လုတ်ပေါ်သေရတိလုတ်ပေါ်ရွေချက်လုတ်ပေါ်နာမည်ကြီးမှာပါဆယ်လီဖြစ်ချင်နေတာမလားဆယ်လီဖြစ်တယ်ဆိုတာအရေးချင်းချီမှာဖြစ်ကောင်းတာဖြစ်ရင်လည်းအဲ့ဆယ်လီကတန်ဖိုးရှိတာဝုန်းတောက်လန်ပြီးတော့ဘာလို့မှာတော့အဲ့ဒီအတွင်းဆက်ပညာနဲ့ဖြစ်မှာလားလူရဲ့ဂုံကြက်တွေနဲ့ဆယ်လီဖြစ်ချင်တာလားဖြစ်ပါမဟုတ်တန်းတရားနီးတွေနဲ့မိမိကိုယ်ကိုဟိုမီဒီယာတွေရှောက်ဖြေဟာမီဒီယာတွေလာမေးတယ်ငါမဖြေဘူးအင်တာဗျူးလေးလုပ်ပါအောင်လို့လုပ်ပေးပါအောင်လို့ဒီကအိမ်တွင်းရေးလို့နိုးပါလုပ်เสียအကြောင်းမရှိဘူးမီဒီယာပေါ်မှာသွားကျင်တဲ့ကောင်လည်းမဟုတ်ဘူးနော်ဘယ်သူဘယ်မီဒီယာမှလာမမင်းနဲ့မီဒီယာတွေသိကျင်ငါရဲ့အကောင့်ကျွန်တော်ရဲ့အကောင့်မှာအဲ့မီဒီယာတဲ့နေတူပါလှပလက်ဆက်နေတာလာကြည့်မလိုအပ်ဘူးနော်မီဒီယာတွေမလိုအပ်ဘူးလာမမင်းနဲ့ခင်ဗျားတို့မီဒီယာတွေဆိုတာလဲဟိုလောက်ကောင်းကြီးမလောက်ကောင်းကြီးလဲစီလဲမဆောင်ခင်ဗျားတို့ပတ်စံမပြည့်စုံလို့ပြည့်စုံရင်ခင်ဗျားတို့အဲ့မီဒီယာတရားကိုဆွဲကျင်သေးတာတရားဆွဲကျင်တော့နိုင်တာရှုံးတာတွေမဟုတ်ဘူးခင်ဗျားတို့ရဲ့ဟိုကျင့်ဝတ်တွေနားမလဲပဲနဲ့မီဒီယာလုံနေတဲ့သတင်းတောက်ဟိုမျိုးသမီးနာမည်လဲခဏမင်းနေလို့ပြီးရင်ပြောမှစာရုံးမှဒုတိယချိန်လိုက်လုံမှမီဒီယာတွေကအဲ့အမျိုးသမီးနာမည်နဲ့တူအဲ့အမျိုးသားနာမည်နဲ့အတူကျွန်တော်တင်ဆက်အောင်မယ်နောက်တို့ဒီကျွန်တော်တို့ရဲ့နိုင်ငံထဲမှာအင်မတန်ရုပ်ညံ့ညံ့ပညာမပြေဘဲနဲ့အဲ့ဒီမီဒီယာနေရာမှာလာပြီးအလုပ်လုပ်နေတဲ့မျိုးသမီးမျိုးသားကလေးတွေပါဗျာကလေးတွေဘယ်လိုလဲမသိပါဘူးဒီအလုပ်ကလည်းဘယ်လိုများခံတာလဲမသိဘူးစီမင်းစီကန်းချက်ကိုနားမလဲပဲနဲ့သတင်းဖြစ်ရောပြီးရောဆိုပြီးတော့ဒီအမျိုးသမီးကိုတွားပြီးတော့အင်တာဗျူးပြီးတော့ကျွန်တော်အကြောင်းလည်းမသိကျွန်တော်လည်းမစုံစမ်းမနဲ့တင်ကြားလိုက်တဲ့အရာတွေခင်ဗျားတို့တက်တေချာကြနာမဆိုင်ဝနာကဟိုခင်ဗျားတို့ ਨੇ ဆွေးနွေးပြောဆိုပြီးတော့လုံအောင်မယ်ခင်ဗျားတို့ပြည်သက်နော်ဥပဒေနဲ့တော်လကောင်ဥပဒေဆိုတာခင်ဗျားတို့ပြောနေတဲ့ဟိုနိုင်ငံတော်ကချမှတ်ထားတဲ့ဥပဒေမဟုတ်ဘူးလူဥပဒေရဲ့ခင်ဗျားတို့ရဲ့တန်တရားဥပဒေရဲ့နှစ်မျိုးမှတ်ထားနော်တစ်လုံးဥပဒေမှာအခိုင်အမာဆုံးဥပဒေကနှစ်မျိုးရှိတယ်နံပါတ်1ဥပဒေဆိုတာလူအဖွဲ့အစည်းကအသိမှတ်ပြုထားတဲ့ဥပဒေလူအဖွဲ့အစည်းကအသိမှတ်မပြုတဲ့ဥပဒေနောက်ဥပဒေတစ်ခုထပ်ပြောမယ်ခင်ဗျားတို့ကျုပ်တို့ရဲ့မပြီးဆုံးသေးခင်ကာလတစ်ခုလုံးရဲ့တန်တရားဥပဒေအဲ့ဒီဥပဒေနှစ်ခုနဲ့ခင်ဗျားတို့မီဒီယာကအဲ့ဒီအမျိုးသမီးကောင်မလေးနေဦးအဲ့ဒီကောင်မလေးအဲ့ဒီမန်နေဂျာတည်င်းယူတဲ့လူရောကျုပ်အတိအကျပြောမယ်အဲ့ဥပဒေနှစ်ခုနဲ့ခမားတို့ဒီပြစ္ဆုတ်ပံဘဝကြီးတစ်ခုလုံးမှာခမားတို့အဲ့ဥပဒေနဲ့လာမယ်လူဥပဒေရဲ့မီဒီယာဥပဒေရဲ့လာမယ်ဟုတ်ပြီအဲ့ဒါတစ်ချက်နည်းနည်းတော့ feeling နည်းနည်းဖြစ်သွားတယ်နည်းနည်းပြုံးပြပါတယ်ဗျာပြည်သက်ကိုကျွန်တော်ပြုံးပြပါတယ်ခုနဖြစ်ခဲ့တဲ့အကြောင်းတရားတွေအတွက်ကျွန်တော်ပြုံးပြပါတယ်မင်္ဂလာပါတကယ်ကိုဟိုစိတ်ချမ်းသာစရာရှိတဲ့အရာတွေကိုရွေးပြီးတော့စိတ်ချမ်းသာကြပါစေကိုကျမ်းမာစရာတွေရှိတဲ့အပိုင်းတွေကိုရွေးပြီးတော့ကိုကျမ်းမာကြပါစေကျွန်တော်ဆန္ဒပြုပါတယ်เนาะကျွန်တော်ဆန္ဒပြုပါတယ်စိတ်ချမ်းသာပါစေကိုကျမ်းမာစေလုံးဝမပြောဘူးစိတ်ချမ်းသာစရာရှိတဲ့အကြောင်းတရားတွေကိုရွေးပြီးတော့စိတ်ချမ်းသာကြပါစေကိုကျမ်းမာစရာရှိတဲ့အကြောင်းတရားအကျိုးတရားတွေကိုရွေးချယ်ပြီးတော့ကိုကျမ်းမာကြပါစေကျွန်တော်ရဲ့မိတ်ဆွေများအဲ့ဒီလိုပဲကျွန်တော်ဒီယနေ့ဒီချိန်မှာကျွန်တော်နဲ့ပတ်သက်တဲ့ဟိုအထူးကျေးဇူးရှိခဲ့ဘူးသောပုံကိုယ်ရဲ့နာမည်ကိုပြောပါမယ်အထူးသဖြင့်ကျွန်တော်ဤပကြီးကားရေးဆွဲခွင့်ပေးခဲ့သောနေရာထိုင်ခင်းအစာရေးစားစရာအစာအာဟာရတော်အဲ့ဒီလိုပုံစံမျိုးလဲကျွန်တော်ကိုကျေးဇူးပြုတယ်ကျွန်တော်ရဲ့နေစရာအိတ်ခွင့်အိတ်ဆက်ဆိုတော့ကျွန်တော်တစ်ခါအိတ်ဘူးရင်ကျေးဇူးရှင်ပဲကျွန်တော်ရဲ့ပကြီးရေးဆွဲခွင့်နေရာတွေပေးခဲ့ဘူးတဲ့ဆေးပစ္စည်းကင်းဘတ်တွေအစကျွန်တော်ကိုများစွာစောင့်ရှောက်ပေးခဲ့တဲ့ဇနီးမောင်နဲ့နှစ်ဦးဖြစ်တဲ့ကိုကျော်စရာလင်းမတ်အေးဟေမန်ဆိုတို့ကိုကျွန်တော်ဒီနေရာကနေပြီးတော့ဟိုလှိုက်လဲကျွန်တော်အထူးသိတဲ့စွာဘဝတွေကြံသေးရင်လဲနောက်ဘဝတွေပဲရှိဒီဘဝမှာဖြစ်ဆက်နိုင်ပြီးတော်၎င်းမဆက်နိုင်ဘူးတော်၎င်းကျွန်တော်ကျေးဇူးအရန်တင်ပါတယ်ခင်ဗျာကျွန်တော်ဆက်နိုင်တဲ့လောက်ကြိုးစားပါမယ်ကျွန်တော်အရန်ကျေးဇူးတင်ပါတယ်ကျွန်တော်အပေါ်မှာပကြီးကားရှိဆက်ခွင့်နေရာအကျယ်ကြီးတွေပြီးခဲ့တယ်ကျွန်တော်ကိုမောင်းလို့အကူလို့ဟတ်လာမိတ်ဆွေကောင်းလို့ကျွန်တော်အစာရည်စာတွေနဲ့မြစ်တာတရားတွေကောင်းတဲ့အကြံဉာဏ်တွေကျွန်တော်ပေးခဲ့တဲ့အကြံဉာဏ်တွေဆိုရင်ဘသူမှမထိခိုက်လို့တဲ့အကြံဉာဏ်တွေအိမ်တွင်းရေးမိသားစုကျွန်တော်အများကြီးကျွန်တော်အကြံဉာဏ်တွေပေးခဲ့တယ်မကောင်းတဲ့အရာတွေကိုဘလို့မှဘယ်တော့မှမြှောက်ပင့်မပေးခဲ့ဘူးအိမ်တော်ရင်းမှာလည်းမကောင်းသောအချင်းတွေကိုမြှောက်မပေးခဲ့ဘူးကျွန်တော်သွားမဲ့ခရီးတွေအတွက်လည်းထောက်ပံ့ငွေကြေးလည်းမပေးခဲ့ဘူးမကူညီပေးခဲ့ဘူးစကားဤမြောက်ထိုးပင့်ကိုဖြစ်စေအပ်တဲ့အရာမျိုးလည်းမတုံးဆွဲခဲ့ဘူး
အဲ့ဒီလိုပုံကိုမျိုးတွေကိုတောင်မှအဲ့ဒီအမျိုးသမီးကစော်ကားတယ်ပေးစားတယ်ရုံညံ့တယ်ဒီနေ့ကျွန်တော်ကိုယ်တိုင်ပြောမဲ့စကားဒီကိုကျော်စရာလင်းမအေးဟေမန်ဆိုတို့ဒီကျွန်တော်အပေါ်မှာမေ့လို့မရနိုင်အောင်ခြေစူးချိပါတယ်ကျွန်တော်ရဲ့ဝက်လက်ဖြစ်တဲ့ကိုထွန်းထွန်းတို့ကျွန်တော်သူနဲ့ပတ်သက်ပြီးတော့ဒီဈေးကွက်တွေနဲ့ပတ်သက်ပြီးတော့အယောင်းဝယ်တွေနဲ့ပတ်သက်ပြီးတော့လည်းပျက်စီးခဲ့ရပါတယ်နောက်ညီကိုတွေဖြစ်တဲ့မိတ်ဆွေတွေကျွန်တော်မပြောတော့အများကြီးဒီမျိုးသမီးနဲ့ပတ်သက်ပြီးတော့သူ့နောက်ကိုလိုက်ရင်းနဲ့ကျွန်တော်ကနောက်ရက်ပေးခဲ့တယ်ဆိုတော့သူ့ဘက်ကိုလိုက်ရင်းနဲ့ကျွန်တော်ဆုံးရှုံးခဲ့ရပါတယ်ဒါကြောင့်ကျွန်တော်ဒီဒီနှလုံးသားကိစ္စတစ်ခုနဲ့ဖြစ်နေရတဲ့ဘဝအသိဉာဏ်တစ်ခုနဲ့ဖြစ်နေရတဲ့ဘဝမှာကျွန်တော်မှားယွင်းခဲ့တဲ့အပိုင်းတွေလို့ခင်ဗျားတို့သတ်မှတ်ထားရင်လေခင်ဗျားတို့အပိုင်းပဲကျွန်တော်မှန်တယ်လို့အားပေးခြင်းနဲ့လက်ခုပ်တီးခြင်းနဲ့သူမဟုတ်ခဲ့ပဲနဲ့ဝမ်းသာပေးမဲ့သူတွေရှိရင်လေကျွန်တော်ခွန်အားဖြစ်ပါတယ်အဲ့ဒီလိုပဲကျွန်တော်နဲ့ပတ်သက်ပြီးတော့စော်ကားခံရတယ်ကျေးဇူးဆက်ကမ်းခံရတဲ့ကိုကျော်စရာလင်းမအေးဟိမန်ဆိုတို့ဒီကျွန်တော်ဤလက်ကြံဘဝအချိန်ထိကျွန်တော်ကျေးဇူးတရားအောင်မဲ့ကျွန်တော်ကျေးဇူးဆက်ရအောင်မဲ့ကျွန်တော်ပေါ်မှာကျေးဇူးအင်မတန်ကြီးတဲ့ဇနီးမောင်နဲ့နှစ်ဦးဖြစ်ပါတယ်ဒါလေးကိုလည်းကျွန်တော်ဒီနေရာမှာတရားဝင်ထုတ်ဖော်ပြောပါတယ်နာမည်လေးကလည်းရန်ကုန်မြို့ပန်းဆိုးရန်မြမမေမြန်ဟောက်ဆိုတဲ့မိသားစုဘဝရဲ့ရိုးရှင်းရိုးဂုံနဲ့မြမဂုံဆောင်အလုတ်ကင်နေတဲ့မိသားစုဖြစ်ပါတယ်သူတို့ဟာကျွန်တော်ကိုမေတ္တာတွေစေတနာတွေအများကြီးပေးခဲ့ပါတယ်ကျွန်တော်ဆိုတာကျွန်တော်နဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်ကြီးတစ်ခုလုံးမှာဒါကိုမှတတ်မဲ့စော်ကားလိုက်တာတွေကြုံတွေ့ရပါတယ်မြင်တွေ့ရပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်နဲ့ပတ်သက်ပြီးသူစော်ကားတာသမျှကိုကျွန်တော်ကဖြင့်ကျွန်တော်နဲ့မလွတ်ကင်းတဲ့အတွက်ကျွန်တော်ကဒီနေရာမှာပဲကျွန်တော်တကယ်ကိုတောင်းပန်ပါတယ်ကျွန်တော်စိတ်မကောင်းအများကြီးဖြစ်ရပါတယ်ကျွန်တော်အပေါ်မှာခွင့်လွတ်ပါကျွန်တော်ဒီများစွာသောအထောက်အချက်တွေဖြစ်ခဲ့ရင်လည်းကျွန်တော်ဒီစိတ်မကောင်းပါဘူးကျွန်တော်ကျေးဇူးအထူးတက်ပါတယ်ကိုကျော်စရာလင်းနဲ့မအေးဟိမန်ဆိုခင်ဗျာရင်ထဲမှာလည်းကျွန်တော်တို့ရဲ့ဆုံးရှုံးမှုမေတ္တာတရားတွေဝိကွာမှုတွေဝမ်းနေပါတယ်ခင်ဗျာနောက်များကံအကြောင်းရှိရင်လည်းကြုံကြဆုံးကြအောင်ပါကိုကျော်စရာလင်းနဲ့မအေးဟိမန်ဆိုကြီးထို့အတူနောက်ထပ်ကျွန်တော်ရဲ့ကျေးဇူးရှင်ဖြစ်တဲ့ဇော်ကြီးမြန်မာတိုင်းရင်းဈေးကိုအများအကျိုးပြု traditional medicine လုပ်ငန်းကိုလှုပ်ဆောင်နေတဲ့ brand တစ်ခုဖြစ်တဲ့ဇော်ကြီးမြန်မာတိုင်းရင်းဈေးကကျွန်တော်ရဲ့ညီလိုအကိုလိုတကယ်ကိုအမေကမွေးထုတ်ထားတဲ့ညီကိုအရင်တွေလိုသူ့အမေကကျွန်တော်ကိုမွေးကျွန်တော်အမေကများသူ့ကိုမွေးထားတဲ့ကဲ့သို့ဘဝပေါင်းများစွာကတော်ဆက်ထားတဲ့ဆရာသခင်သားအဖညီကိုတွေလိုချစ်ရခင်ရတဲ့ကိုရာစာအောင်ကိုရာစာနဲ့ပတ်သက်ပြီးတော့ညီလေးစံမတူနဲ့ပတ်သက်ပြီးတော့အများကြီးလူအခွင့်အရေးတွေလူရဲ့ဂုဏ်သိက္ခာတွေကိုရက်ဆက်ဘူးမသိဘာမသိရက်ွက်ရုံကဒီလိုအုံနောက်တွေတဲကိုသွားထည့်ပြီးတော့ချိန်ချောက်ဟလာရုပ်ဆိုးအကြီးတန်တဲ့အရာတွေကိုသူတော်ကောင်းတွေကိုသွားလုပ်တယ်အဲသူတော်ကောင်းတွေကျွန်တော်တို့မေးမှန်ဆိုကိုကျော်စံလင်းကသူတော်ကောင်းဖြစ်တယ်လို့အဲ့ဒီပုံကိုယ်တွေကလည်းသူတော်ကောင်းတွေသူတော်ကောင်းလို့သတ်မှတ်တဲ့အရာမှာကျွန်တော်တဦးတယောက်တည်းကသတ်မှတ်ထားတဲ့သူတော်ကောင်းမဟုတ်ဘူးသူတို့ရဲ့ပတ်ဝန်းကျင်ကြီးရွာကိုသူတို့ကိုသူတော်ကောင်းလို့သတ်မှတ်ထားတာခင်ဗျားလည်းပြောထားပါတယ်ခင်ဗျားပါဆက်ကလည်းခင်ဗျားကသူတော်ကောင်းတွေပါလို့သတ်မှတ်ထားတယ်ဟုတ်တယ်သူတို့ကသူတော်ကောင်းတွေသူတော်ကောင်းတွေကိုစော်ကားရင်သူတော်ကောင်းတွေကိုစော်ကားတဲ့အပြစ်ဆိုတာခင်ဗျားရမှာကျွန်တော်တို့သူတော်ကောင်းအကျင့်ကိုကျင့်ကျင်တဲ့လူမျိုးတောင်မှနော်ကျွန်တော်သူတော်ကောင်းမဟုတ်သေးဘူးသူတော်ကောင်းအကျင့်ကိုကျင့်ကျင်တဲ့သူမျိုးကတော့ခင်ဗျားစော်ကားလိုက်အတွက်အဲ့ဒီအကျိုးကျေးဇူးကနံပါတ်1ခင်ဗျားနဲ့ကျွန်တော်တို့ဝေးတယ်နံပါတ်2ခင်ဗျားကိုကျွန်တော်ရဲ့ဖျားတင်ချိန်မှာခင်ဗျားရှိမှတယ်ကျွန်တော်တစ္ဆာပြုခဲ့တဲ့ခင်ဗျားတို့ကျွန်တော်တို့ရဲ့မသိစိတ်ကပဲဖြစ်ဖြစ်အတိတ်ကခင်နေခဲ့ရတဲ့ကျွန်တော်ရဲ့မမညီမလေးစိတ်ညက်ကိုကျွန်တော်ဟာဖျားစဉ်ချိန်မှာတော့မှကျွန်တော်တစ္ဆာဆိုခဲ့မှုပါတယ်ခင်ဗျားနဲ့ကျွန်တော်နဲ့ဝေးပြရစီတေခွဲတော့မဟုတ်ရှင်ခွဲကွဲပြရစီဆိုတာလောက်ချီပြီးခင်ဗျားသိတယ်မှတ်မိသေးတယ်နော်တော့ဘသူပေါ့ခင်ဗျားမှတ်မိပါတယ်အဲ့တော့ကျွန်တော်တစ္ဆာပြုခဲ့တယ်ဒီနေ့ခင်ဗျားနဲ့ကျွန်တော်နဲ့ဝေးတယ်လို့ရှင်ခွဲကွဲတယ်ပေါ့ဗျာဒါကျွန်တော်ရဲ့တစ္ဆာတရားကြီးဒါကထားလိုက်တော့ဒါကကျွန်တော်တို့ရဲ့ဒီလူတွေတချို့လူတွေမသိနိုင်သေးတဲ့ကိစ္စပါပြစ်ပယ်လို့မရတဲ့အကြောင်းတရားတွေအတိတ်အကြောင်းတရားတွေကာလ3ပါးမလွတ်သေးတဲ့အကြောင်းတရားတွေအေးကာလ3ပါးလွတ်သွားပြီဆိုရင်လည်းအဲ့ဒါနိဗ္ဗာန်ပဲဗျနိဗ္ဗာန်မှာကာလမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကနိဗ္ဗာန်မရောက်သေးတဲ့အရင်ပုထုဇဉ်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အတိတ်ကာလတွေကိုအောင်းမေးတယ်မွေးထားတဲ့အမေတည်သွားသည်ဖြစ်စေမတည်သည်ဖြစ်စေမိဘဆိုတာရှိတယ်ဒါအတိတ်ကာလပဲနော်မိဘမရှိတော့တဲ့လူတွေကလည်းမိဘတွေရှိခဲ့တယ်အောင်းမေးရမယ်တတိရမယ်
အဲ့ဒါကအတိတ်ကာလကိုတတိယတာအဲ့ဒါဒီဘဝမှာကျုပ်တို့ကြတော့ဟာဒီအတွေ့တဲ့ဟာဒီတင်ညာတယ်ဟာဒီခံစားချက်ထဲမှာအတိတ်ကာလကတော်ဆက်ခဲ့ရတဲ့မိမိနဲ့တော်ဆက်ခဲ့ရတဲ့မမညီမလေးတွေကိုတတိရတယ်ဆိုတာလေကျွန်တော်တို့ရဲ့လွတ်လပ်မှုပဲကျွန်တော်တို့ရဲ့အခွင့်အရေးပဲယူတယ်လို့ပြောရင်ပြောဒါကတက္ကနာဟုတ်ပြီကျွန်တော်ရဲ့တစ္ဆာဆိုခဲ့မှုတွေခင်ဗျားနဲ့ဝေးဖို့ရက်ဆက်လွန်းလို့ရုံမာလွန်းလို့ကျွန်တော်မခံစားနိုင်တော့လွန်းလို့ကျွန်တော်တစ္ဆာဆိုခဲ့ပူပါတယ်အဲ့ဒီလိုပဲစကားပြန်ဆက်မယ်အဲ့လိုသူတော်ကောင်းအချင်းကိုကျင့်နေတဲ့ကျွန်တော်တို့လူမျိုးကိုခင်ဗျားအဲ့လိုလောက်တဲ့အတွက်ခင်ဗျားနဲ့ကျွန်တော်နဲ့ဝေးတယ်ကျွန်တော်ထားခဲ့တယ်ပျော်ပျော်ရွှင်ရွှင်ထားခဲ့တယ်မျက်ရည်တစ်စက်မကြခင်ဗျားဘာလို့ကျွန်တော်အဲ့မှာရှိတာလေအကုန်ယူလိုက်အိမ်ထဲမှာကျွန်တော်ထားခဲ့တဲ့ပကြီကားတွေတန်ဖိုးရှိတဲ့ပကြီကားဆိုတာကျွန်တော်တယောက်တည်းသတ်မှတ်ထားတယ်ကျွန်တော်တန်ဖိုးအဲ့ဒီတန်ဖိုးတွေခင်ဗျားအဲ့မှာအများကြီးထားခဲ့တာအတွင်းပစ္စည်းတွေအိမ်တွေမြေခွက်တွေခင်ဗျားဒါရင်မှအားမရသေးဘူးကျွန်တော်ရေးဆွဲထားတဲ့အပြင်လေးပကြီကားတွေခင်ဗျားနဲ့သက်ဆိုင်တယ်ဘာလဲယူနေသလား artist တယောက်လှုပ်ထားတဲ့အမှုပညာပစ္စည်းကလက်ထပ်ပွားမဟုတ်ဘူးကဘာကြီးတစ်ခုလုံးကိုပတ်မေးဗသက်ပြေးအောင်အတန်ထွက်အောင်စာရင်းနဲ့ပတ်မေးမေးဗျာ artist တယောက်ရဲ့အမှုပညာပစ္စည်းကလက်ထပ်ပွားလာလို့ယူတယ်ဆိုတာအဲ့ဒါမှယူတာအဲ့ဒါအုပ်စယူလို့ခေါ်တယ်အဲ့ဒါလောဘယူလို့ခေါ်တယ်သိလားအဲ့ဒါတဏှာယူလို့ခေါ်တယ်အဲ့အဆိုးဆုံးကလင်တာယူလို့ခေါ်တယ်လင်တဆိုတာကိုယ့်ကိုချစ်မှလင်လို့တတ်မှတ်ကိုယ့်ကိုမချစ်လင်လို့မတတ်မှတ်ရဘူးအဲ့ဒါကြတော့မှားယွန်းတဲ့အဲ့ဒါကြတော့တမျိုးထပ်ပြီးတော့စဉ်းစားပြီးတော့သုံးသပ်ပေးမယ်ကျွန်တော်ဒီလိုပြောတယ်ဆိုတော့ခင်ဗျာနာကျင်အောင်ပြောတာခင်ဗျာနာကျင်မှာကျွန်တော်ခင်ဗျာလွတ်ချမယ်ကျွန်တော်မိတ်လိုက်တော့ခင်ဗျာအစ်စ်ရှာဘဝအစ်စ်ကိုရှာခင်ဗျာကျွန်တော်အချင်းချင်းကြွကြော်ခဲ့ဘူးတဲ့စကားတစ်ခုပြောမယ်ငါလုံးမိမမျိုးတွေ့တဲ့အသက်10နှစ်ကျော်ကောင်လေးကဒီနေ့ချင်းဒီတောင်ကြိုက်နေတော့မယ်တဲ့ငါလက်ဖြောက်တစ်ချက်တီးလိုက်ရင်ငါနားမှာကောင်လေးတွေအများကြီးခင်ဗျာတယောက်တည်းမဟုတ်10ယောက်ယူကျွန်တော်လက်ခုပ်တီးမယ်ဝမ်းသာပေးမယ်တနေ့တုန်းကခင်ဗျားကိုကျွန်တော်ပြောခဲ့ဘူးတဲ့စကားမင်းကိုလို့ဒီနေ့ဒီချိန်ကြိုက်တဲ့လူရှိရင်ငါဘာမှမပြောဘူးလို့မင်းအဲ့မှာသွားပေါင်းသင်းနေကွဲကျင်လဲငါကွဲပေးလိုက်မယ်လို့ငါပြောခဲ့ဘူးလေအဲ့ဒါငါရဲ့တစ္ဆာမင်းရဲ့တစ္ဆာပဲမင်းယူပါအိမ်တော်ပြုတ်ပါငါနဲ့ဟိုးလွန်ခဲ့တဲ့အတူတူနေခဲ့စဉ်ကာလတွေကမင်းကိုနောက်ယောက်ျားယူခြင်းအချိန်မျိုးယူလို့ငါပြောခဲ့ဘူးလေအဲ့ဒီအချိန်တော့အခုလက်ရှိငါနှလုံးသားရဲ့နာမည်လေးတစ်ခုဟာငါနှလုံးသားတွေကိုရောက်မလာသေးတဲ့ကာလမှာငါပြောခဲ့တာငါအဲ့လောက်ယူသားတယ်မင်းယူပါမင်းနောက်ဆုံးဖြစ်တဲ့ငါမင်းနဲ့သူနဲ့မင်းနဲ့ငါနဲ့ဆိုတာဟိုယောက်ျားမိန်းမကိစ္စတွေမလုပ်တော့မရှိတော့တာအကြာကြီးရဲ့ကွာမင်းတောင်ငါလာပြီးတော့6တွေဂန်တူးတွေမင်းငါ့ကိုပြောခဲ့ဘူးပါတယ်မို့ချိုးပစ်ချိုးတွေမင်းပတ်ဝန်းကျင်မှာမင်းအတင်းတွေလည်းပြောခဲ့အဖင်းတွေလည်းပြောခဲ့သတင်းပေါ်မှာလည်းမင်းတက်ရေးခဲ့အချက်တရားမဲ့ငါအဲ့လိုကောင်မဟုတ်ဘူးငါရင်ထဲမှာငါချစ်လို့မရရင်အသားတော်မထိချင်ဘူးထားလိုက်တော့ဒါကတော့မင်းကိုနာကျင်အောင်ပြောတယ်ဆိုတာမင်းနောက်တဲ့အိမ်တော်ပြုတ်ပါမင်းငါတဲ့ပို့ပြီးချစ်နိုင်တဲ့အတူပဲဖြစ်ဖြစ်မင်းတိတ်ချစ်တဲ့မင်းအစင်နှမ်းရှိတဲ့မင်းအိတ်တဲ့မင်းအစင်နှမ်းရှိတဲ့လူနဲ့မင်းမကွာယူမကြိုက်တာလို့ငါခွင့်ပြုတယ်ကြေနဲ့ခွင့်ပြုတယ်မင်းကိုငါဟိုတပုတ်လင်လူတွေပြောမှာမဟုတ်ဘူးငါလက်ခုပ်တီးမှာလူတစ်ဖက်သားပျော်နေငါဝမ်းသာပေးမှာဟုတ်ပြီနော်ဒါကြောင့်မလို့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးမင်းနဲ့ဆိုကဲစကားပြန်ဆက်မယ်ခုနစကားပြတ်သွားတဲ့အတွက်သူတော်ကောင်းတွေဖြစ်တဲ့ကိုရာသာအောင်ညီမဇောကြီးမြမတိုင်းရင်းစည်းဆိုတာငါအတွက်ကျေးဇူးရှင်ငါဘဝတဲ့ကျေးဇူးရှင်ငါချစ်ရတဲ့ညီလေးစမတူမေကျော်ရက်ဆက်လုပ်ခဲ့တာတွေငါဖက်နက်ကလေးစီးသွားတဲ့ညီလေးငါတို့ရဲ့ပကြီးပြားဝဲမှာသူ့ရဲ့ပညာတွေနဲ့ညံ့နိုးတဲ့သူ့ရဲ့တက်ကျွမ်းတဲ့အရာလေးနဲ့ငါတို့ရဲ့လောကနဲ့ပကြီးပြားဝဲမှာလာကျွေးမွေးတဲ့ဂုံကျက်တွေလေးတောင်မဆောင်ထိမ့်မဲနဲ့ငါဖက်နက်ကလေးတရံစီးပြီးပြန်သွားတဲ့ညီလေးကိုမင်းပြောလိုက်တာကွာရစရာမရှိဘူးငါအကြောင်းစာလေးတစ်ပုဒ်ရေးပြီးတင်ပေးဦးမယ်မင်းရက်ဆက်လိုက်တာပြောလိုက်တာစံမတူလေးကိုမင်းအခုချိန်မှာမင်းကျေးဇူးတရားတွေဘာလို့ကျေးဇူးမှမင်းမထောက်ထားတော့မင်းရဲ့မုန်းတီးစိတ်မင်းရဲ့လောဘစိတ်သူများရေးဆွဲထားတဲ့အမှုပညာတွေကိုပိုင်စိုးပိုင်နေလှုပ်ချင်တဲ့မင်းရဲ့ဟိုမင်းတို့မသိဘူးမကြိုက်ဘူးမလားနိုင်ငံတော်နဲ့ပတ်သက်ပြီးတော့ဘယ်လိုဥပဒေတွေဘယ်လိုတွေငါအဲ့ဒီနိုင်ငံရေးတွေတိတ်မပြောတော့ပါဘူးငါနဲ့နိုင်ငံရေးနဲ့တခြားစီဖြစ်နေလို့မင်းအဲ့ဒါတွေမကြိုက်ဘူးမလားမကြိုက်ရင်အဲ့ဒါတွေကိုနောက်မှပြောဒီလိုလူသားတစ်ယောက်ရဲ့ဟိုအခွင့်အရေးကလေးတိတ်ခါလေးတစ်ခုကိုမင်းမစော်ကားလိုက်နဲ့မင်းကအပြောတခြားအလုပ်ချဖြစ်နေပြီငါတို့ကအပြောလဲဒီတိုင်းပြောတယ်အလုပ်လည်းဒီတိုင်းလုပ်တယ်ရှက်စရာကောင်းလိုက်တာကွာအဲ့တော့ဆက်မယ်ငါလဲစကားတွေကဒီဘက်ကိုရောက်သွားလို့အဲ့ဒီစမတူညီလေးနဲ့အတူကိုရသာအောင်ကြီးငါရဲ့ကျေးဇူးရှင်ကြီးရောမင်းဒီပကြီးကားတွေအပ်တာငါအပ်တာမင်းနာမည်နဲ့အခမ်းထားတယ်လူတယောက်မှမပါဘူးမင်းကိုချစ်လို့ပတ်သက်ထားတဲ့အပေါင်းအသင်းတွေမဟုတ်ဘူးစမတူမိတ်ဆက်ပေးတာငါ့ကိုချစ်လို့သူ့မိတ်ဆွေနဲ့ငါ့ကိုမိတ်ဆက်ပေးတာငါနဲ့ပတ်သက်ပြီးမှဖြစ်ရတဲ့ခင်ရတဲ့သူတွေငါတို့အပ်တာစာချုပ်စာတမ်းနဲ့အပ်တာမဟုတ်ဘူးနားလည်မှုချစ်ချင်းမြတ်တာအသိပညာတွေနဲ့ငါတို့ကိုအကူအညီပေးကြတာလေဒီလိုလူမျိုးတွေကိုမင်းကတရားတစ်ပေါင်နေရတရားဆွဲမဲ့လို့မင်းဆွဲလိုက်ပေါ့ယူနေသလားပညာယူဆွဲလို့ရရင်ဆွဲငါကိုယ်တိုင်အဲ့ဘက်ကအတိတ်တွေပါမှာဟာကျွန်တော်ကိုယ်တိုင်အဲ့ဒါကျွန်တော်အမှုပညာကျွန်တော်ပြန်ယူသွားပြီးအခုကိုရသားအိမ်မှာလည်းငါပကြီးကားတွေတစ်ချက်မှမရှိဘူးမင်းလို့မိမမျိုးငကိုတွေကဟောဖြစ်လို့အဲ့လိုအိမ်မျိုးမင်းသိတာမသိဘူးသူ့အိမ်
မင်းလောင်နေရမသိတဲ့နေရာမင်းသိထားတဲ့ဂိုတောင်လေးတစ်ခုတာဟလာညီလေးတယောက်နေနေတယ်ငါတို့ပကြီးကားထားတဲ့နေရာအဲ့ဒီနေရာလေးပဲမင်းသိတာချားနေရာလေးမင်းသိတာမို့ငါသိတယ်ငါအဲ့နေရာတွေကိုငါမသွားတာငါတို့ကအဲ့လောက်ထိရင်းနှီးတယ်အဲ့တော့အဲ့ဒီဟာတွေကိုမဖြတ်စီးပလိုက်တယ်ဟောတော့ငါအပေါ်မှာလဲသူတို့ယုံကြည်မှုမယုံကြည်မှုတွေဖြစ်တာမဖြစ်တာတော့ဒါတော့ငါဗရာသားတွေရဲ့အပိုင်းပေါ့ကွာငါရဲ့ကံကြမ္မာပေါ့ငါဘောကိုဆက်ပြီးတော့ညီကိုလိုချစ်ရင်လဲချစ်မချစ်ရင်လဲငါရဲ့အကျိုးအကြောင်းပေါ့ကွာမင်းလှုပ်ထားတဲ့အရာတွေကငါ့ကိုသူတို့နဲ့တိုက်တယ်ငါ့ကိုမွေးစေဝါသမားတို့ပြောတယ်ယူနေတယ်မင်းပြောတယ်တွင်သုံးတာငါယူနေတယ်ကြီးပြောတာမင်းဟိုးကဘာတချမ်းတီလှန့်အော်ငါယူနေတယ်အော်မင်းပြောတဲ့မင်းလို့အသိဉာဏ်မဲ့အတူတူအလှော်တွေကတော့ငါ့ကိုယူတယ်လို့ထင်မှာပေါ့သူပုတ်တိုက်ပေးလို့ပြောင်ရလာတဲ့ကောင်လို့ပြောတဲ့မိန်းမရှိသေးအဲ့ဒီမိန်းမတွေကိုငါချေးသွားမဆိုသေးလို့အခြေသွားဆိုလို့ချင်းအဲ့ဒီမိန်းမတွေကမဖြုံးပါပဲငါဒီလိုပြောရတော့မကောင်းဘူးဒါကတော့ဟာတာပြောတာပါနော်အဲ့တော့ပြောမယ်ဗျကျွန်တော်နဲ့ပတ်သက်တဲ့ကိုရစာတို့တို့ကိုလည်းမင်းတိုက်ခိုက်တယ်မင်းဥပဒေရာတွေလုပ်တယ်မင်းမလုပ်ပါနဲ့မင်းလှုပ်ရှင်လည်းလှုပ်ပေါ်ဥပဒေရာမင်းမဲ့ဒုက္ခရောက်မှာနန်းရံကိုတော့ခေါင်းမတိုက်နဲ့မင်းရဲ့အသိဉာဏ်သေးသေးလေးနဲ့မင်းရဲ့နှလုံးသားမမှန်ဘူးနဲ့ဟိုလောဘတွေတအားတက်ပြီးတော့လေလောဘတွေတော်တော့မင်းဟိုမှာနေစရာလည်းရှိနေတာမင်းနေစရာလေးရတော်ဖို့ဟိုမှာထိုက်တဲ့ငါပကြီးကအကောင်းစားကြီးတွေဟာငါအတွက်ငါရေးထားတာငါဘဝနဲ့ရင်းပြီးရေးထားတယ်ကားကြီးတွေအိမ်မှာအကောင်းစားကားတွေကိုအိမ်မှာထားတာတိတ်ပြီးတော့ဟိုလုံးဖြစ်တဲ့ကားတွေကိုငါတို့အပြင်မှာခဏထားကြတာဘာတွေလောဘတက်နေတာသူများရေးထားတဲ့ကားတွေမရှက်ဘူးလားအေးမင်းတေလို့ရှင်အဲ့ပကြီးကားတွေကမင်းအခုလဲရောင်းစားလို့ငါခွင့်မပြဘူးတခါလဲလောကကိုကျင်ညာမယ်ကျွန်တော်လက်ရှိတိဆောက်ထားတဲ့တိုက်ခန်းရောင်းဝယ်ဖောက်ကားလို့မရဘူးမြေခွက်ရောင်းဝယ်ဖောက်ကားလို့မရဘူးကျွန်တော်ရဲ့ပကြီးကားတွေကိုအဲ့ဒီအမျိုးသမီးရောင်းရင်ဖောက်ကားလို့နောက်မတ်ဤအလင်းဆိုင်ရမတ်ဤခမည်းကျွန်တော်ရှိကယူသွားတဲ့ကားတွေကျွန်တော်တပြားမှမပေးဘူးခမည်းကျွန်တော်ရှိကိုမပေးဘူးခမည်းကြောက်ပြီးတော့ပဆန်းကြော်အေး sorry အခုမှစကလုံးနာမည်သုံးလိုက်တယ်ခမည်းအဲ့ဒီအမျိုးသမီးကိုကြောက်ပြီးခမည်းဤစောမြတ်တဏ္ဍာတွင်လားဘာလဲမသိဘူးထားလိုက်တော့နာမည်အတိအကျပြောမယ်အဲ့မျိုးသမီးကိုတော့မတ်ဤခမည်းရှိကိုကျွန်တော်ကိုရက်ဆက်ခဲ့တာလေးလဲ၎င်းအတူပဲခမည်းတော်တော်စော်ကားခဲ့တယ်ခမည်းကိုတရက်လိုက်တက်လွှတ်မယ်ဤစောမြတ်တဏ္ဍာတွင်ခမည်းသားလေးကျွန်တော်ချစ်တယ်ခမည်းသားလေးကိုကျွန်တော်ချစ်တယ်သားလေးကိုမကြည့်ရသူများလို့မယုံပါဘူးကျွန်တော်ချစ်လွန်းလို့ခမည်းသားလေးရောခမည်းရောမွေးနေတယ်မှာတော့မကြည့်ကားတွေလက်ဆောင်ပေးခဲ့တာရေးဆွဲပေးခဲ့တာကျွန်တော်တို့လူမျိုးကခမည်းကျွန်တော်ပုံမှာရက်ဆက်ခဲ့တဲ့ညီမလေးမတ်ဤငါညီမလေးမင်းငါပေါ်ရက်ဆက်ခဲ့တယ်မင်းအတွက်တက်လာမယ်မင်းယူထားတဲ့ပကြီးကားတွေမင်းပေါင်နာလားရောင်းလားဆိုတဲ့ပကြီးကားတွေဓာတ်ပုံတွေငါမှအကုန်ရှိတယ်ငါလိုင်းပေါ်တင်ပြီးတော့ဒီပကြီးကားတွေဟာငါအတွက်ရက်ဆက်အဲ့ဒီအမျိုးသမီးရောမင်းကောငါအပေါ်မှာဒုက္ခရောက်လို့ပါဗျာနောက်ဆုံးအချိန်နဲ့ငွေလေး2 သိန်း 3 သိန်းလောက်ပါငါ့ကိုပေးပါမင်းတို့300-400ကျော်မစ်ရှီယာရမယ်300-400ကျော်ဟလာ300ကျော်စသဖြင့်ငါအဲ့လောက်ခမန်းချေပြောမယ်အဲ့ဒီအရာတွေမပေးတော့ရင်နေပါစေငါပကြီးကားငါ့ကိုအကူညီလေးအဖြစ်မင်းတက်နိုင်တဲ့4-5 သိန်းလေး3 သိန်းလေးငါ့ကိုပေးပါအရေးကြီးနေလို့ငါတောင်းပန်ခဲ့တယ်ငါအပေါ်ရက်ဆက်ခဲ့တယ်မင်းအဲ့ဒီဟာကိုဟိုမိမကိုတွားပေးတယ်ဟိုမိမကိုတွားပြောတယ်ငါအကြောင်းကိုလိုင်းပေါ်မှာတင်ကြတယ်ရှက်ခွဲခဲ့တယ်ငါရှင်လည်းမကောင်းခဲ့ဘူးဟုတ်ပြီတက္ကနာလာမယ်ကက်ထပ်ပြောမယ်ကိုရစာအောင်နဲ့ပတ်သက်ပြီးငါ့ဘောကျေးဇူးရှိခဲ့တဲ့သူတွေကိုစော်ကားတယ်မင်းတရားဆွဲမယ် no ငါပကြီးကားတွေငါသိမ်းဆဲခဲ့တယ်ငါအပ်ထားလို့ငါယူခဲ့ပြီးပြီငါလုံကြုံတဲ့တနေရာမှာငါထားတယ်ငါသွားကျင်တဲ့ဟာဒီဒေတာကိုငါယူနိုင်တဲ့လောက်ယူလာတယ်အေးငါနဲ့အလုံးလုံးနေတဲ့အမျိုးသမီးတစ်ယောက်ပဲဖြစ်ဖြစ်အမျိုးသားတစ်ယောက်ဖြစ်ငါရဲ့မင်းတို့တစ်ချိန်ကငါ့ကိုစိတ်ကြမ်းမာရေးရှင်းရုံကဆင့်လာတဲ့နေ့မှာငါလိုကောင်မျိုးချီကိုမတောင်းတဲ့ special power ဘာဆိုင်ဝနာဆိုတဲ့ကုမ္ပဏီတစ်ထေးလဲမဟုတ်တဲ့လူတစ်ယောက်ဒီလိုလူမျိုးတစ်ယောက်ရှိရာစိတ်ကြမ်းမာရေးရှင်းရုံကဆင့်လာပြီးတရေတဖြန်းဖြန်းကြားပြီးမျက်လုံးတွေမှန်မှန်နဲ့လူတစ်ယောက်ကိုစီးပြောတဲ့စကားလုံးက special power လက်မှတ်ထိုးပေးတယ်ရည်ရတယ်ငါထုံးပေးခဲ့ဘူးသိလားငါထုံးပေးခဲ့ဘူးမင်းလိုမိမမျိုးသား special power လက်မှတ်ထိုးလိုက်ငါအခုချိန်ဒီဟိုလေငါသိတာကြာရောပေါ့အဲ့ဒါကြမှာငါယူသွားမှာငါမထိုးပေးခဲ့ဘူးမင်းငါ့ကိုတောင်းခဲ့တယ် special power ဟာလာငါလည်းနားမလဲဘူးဟာတထဲမှာတောင်းရတာဟာအဲ့ဒါအေးဒီနေ့ငါပြောမယ်ငါရဲ့လုတ်ပိုင်ခွင့်ပကြီးအမှုပညာတွေမှန်သမျှယနေ့အချိန်အားစပြီးတော့ငါရှိမှရှိနေတဲ့ပကြီးကားငါမှကြံနေတဲ့ပကြီးကားမင်းအိမ်မှာရှိနေတဲ့ပကြီးကားကအစငါ special power လက်မှတ်ထိုးပြီးသူရောက်ပေးလိုက်ငါမြန်နိုးတဲ့သူငါနဲ့စီးပွားရေးအလုပ်တူလုပ်ပဲဖြစ်ဖြစ်ငါနဲ့ business partner ဟလာဒီ friendship ဒီ business shit နောက်တစ်ခုကတော့ဒီငါမြန်နိုးတဲ့လူပညာချစ်ချင်းမြတ်တာအပေါ်မှာငါယုံကြည်တဲ့သူငါအဲ့ special power လက်မှတ်ထိုးပေးလိုက်မယ် authority ပေးလိုက်မယ်ကြိုက်တာလုပ်ပြာဆိုပြီးတော့ငါပေးလိုက်ပြီးပြီလို့တောင်ပြောလို့ရတယ်ကွာမသိလားမသိဘူးကြိုက်တာလို့ဘဝတစ်ခုလုံးပေးလိုက်ပြီးဘာကြောင့်သိလားအချိန်နေနှောင်းခဲ့လို့
ငါဘဝကြီးအချိန်လေးနှောင်းခဲ့လို့လက်ကျန်တဲ့ဘဝတစ်လပဲအသက်ရှင်ရတစ်ရက်ပဲအသက်ရှင်ရဘလောက်ပဲရှင်သန်ကွာငါမြန်လို့တဲ့သူတွေကိုငါလက်ဆောင်ပေးလိုက်တယ်ငါမြန်လို့တဲ့သူတွေကိုငါလက်ဆောင်ပေးလိုက်ပြီအားရဲ့ချစ်ချင်းမြတ်တာအဲ့ဒီလောကကြီးရှိတယ်ငါလက်ဆောင်ပေးမှာအဲ့ဒီလိုအချင်းကတာရကာလေးတွေအစားဟဲ့လို့တစ်ပင်တွေကအဆုံးအဲ့ဒီလိုလူသားတွေကအစားငါကုန်ပေးမှာငါရဲ့မြန်လို့တဲ့အမှုပညာငါချစ်ရင်ပေးမှာအေးငါမချစ်ရင်မပေးနိုင်ဘူးမင်းငါပြောပြီးသားမင်းအာဓမယူဆောင်ထားတဲ့ငါအမှုပညာပစ္စည်းတွေငါမြန်လို့ရင်ပေးမယ်အမှတ်တရအနေနဲ့ငါပေးမယ်အမှတ်တရအနေနဲ့ငါပေးမယ်ဒါပေမဲ့ငါမချစ်နှစ်သက်ဘူးဆိုတော့မပေးဘူးငါချစ်နှစ်သက်တဲ့သူရောငါအကုန်ပေးမယ်ငါမျက်လုံးတဲ့ငါသည်ယူနေတဲ့သူမဟုတ်ဘူးဆိုတာအတိအလင်းဖြစ်မယ်ငါသည်ထွက်ပြေးသူမဟုတ်ဘူးဆိုတာအတိအကျဖြစ်မယ်ယူလည်းမယူဘူးထွက်လည်းမပြေးဘူးမယူလို့လည်းငါနှလုံးသားကချစ်မြတ်နိုးလို့ချစ်နိုင်သေးတယ်အဲ့ဒီလိုပဲနောက်ငါရဲ့မိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့လုံးဝမကောင်းမှုတွေမပေးပါတော့နဲ့မင်းရှိနေတဲ့တိုက်ခန်းမင်းရှိနေတဲ့ပတိကားတွေမင်းရောက်ရဲလို့ရတယ်အဲ့ဒီလိုပဲငါမိတ်ဆွေနဲ့ပတ်သက်ပြီးတော့ကိုရာသာအောင်ကိုကျော်စရာလင်းအထူးကိုစမတူညီလေးမိတ်ဆော်ကားခဲ့ပြီးသွားပြီနောက်တစ်ခုပါလဲဆိုလို့ရှိရင်ဒီဟိုပေါ့အများကြီးပဲငါမိဘတွေအစအကုန်သားသမီးတွေမကြံရဘူးပြီးခဲ့တဲ့တော်ဆက်ခဲ့ရတဲ့မက်ရီမွန်နံပါတ်ထပ်ပြလိုက်မယ်အေးဟုတ်တယ်မင်းမက်ရီမွန်ရဲ့အမှောင်လေးမှီအောင်လုပ်အမှောင်မီအောင်လုပ်ဆိုတာမက်ရီမွန်ကငါ့ကိုဒီနေ့တစ်ချိန်ဒီဘာမှသူနဲ့ကလေးတစ်ယောက်ငါနဲ့ရခဲ့တဲ့တိုင်အောင်သူဒီဒုက္ခတစ်ခါမှမပေးခဲ့ဘူးအဆက်လည်းမခွဲခဲ့ဘူးအယမ်းမြင့်မြတ်တဲ့မိန်းမမဲသူ့ရဲ့အမှောင်မှီအောင်လုပ်သိလားမက်ရီမွန်ဆိုတာငါလေးစားတဲ့အမျိုးသမီးတွေမှာပါတယ်ဒါပေမဲ့သူငါနဲ့ဒီနေ့ဘယ်လိုပြောငါလေးစားရတယ်ကွဲပေမဲ့လေးစားရတယ်အဲ့ဒီလိုပဲမင်းနဲ့လမ်းခွဲရပြီမင်းကငါလေးစားအောင်မနေခဲ့မောတယ်နောက်ကတော်ပြီကြပြလေးရှုပ်မယ်ကျွန်တော်နှလုံးသားရဲ့အတိတ်ပုံရိပ်များကျွန်တော်ဤနှလုံးသားအတိတ်ပုံရိပ်များဘာကြောင့်နှလုံးသားရဲ့အတိတ်ပုံရိပ်တွေဖြစ်ရတယ်လဲဆိုတာကြပြဆိုတာကျွန်တော်တမ်းမရွတ်နိုင်သေးလို့စကားလေးပြောပြစီအောင်ဗျာကျွန်တော်နှလုံးသားဤအတိတ်ပုံရိပ်များဆိုတာနှလုံးသားထဲမှာဖြစ်တည်နေတဲ့အချစ်တစ်ခုဟာရှာဖွေနေသူတူတယောက်အတွက်တော့ချစ်ဆိုတာရှာဖွေနေရတာဗျတွေ့လာတဲ့အခါချစ်တယ်လဲတွင်တွင်ပြောကြပါတယ်ဒါပေမဲ့အဲ့ဒီချစ်တွေကမတည်မြဲဘူးဗျချစ်တယ်ဆိုပြီးကြွေကွင်းကြတယ်ကွဲကွာကြတယ်မုန်းနေကြတယ်ကျွန်တော်အချစ်ကိုရှာဖွေခဲ့တယ်တိုးတော့ဒီနေ့ဒီချိန်မှာလူဘာသာစကားအရာချစ်တယ်လို့ပြောနေကြပေမဲ့အချစ်မမြည်တော့ဘူးဗျဒါကြောင့်မို့အချစ်ကိုချစ်လို့မတတ်မှတ်ချင်ဘူးကျွန်တော်ကတော့ပုံရိပ်တစ်ခုလိုပဲကျွန်တော်ပြောပြစီအောင်တော့ဒါကြောင့်မလို့ဒီကြပြလေးကိုရွတ်မယ်နှလုံးသားဤပုံရိပ်များတဲ့နှလုံးသားရဲ့ပုံရိပ်ဆိုမှတော့နှလုံးသားဆိုတာအများလက်ခံထားတဲ့ခံစားမှုတစ်ခုပါပဲခံစားမှုဆိုတော့ပျော်ချင်ခြင်းဝမ်းနည်းခြင်းမသိခြင်းတွေပါပဲအဲ့ဒီလိုပဲကျွန်တော်နှလုံးသားဤပုံရိပ်ဟိုးအဝေးကလာခဲ့သူပါဟိုးအဝေးကိုသွားမဲ့သူပါဟိုးတခါကချစ်သူရေဟိုးတခါကလူသားတယောက်ကိုပြောတာပါဟိုးတခါကစခဲ့မိတဲ့အိမ်မက်ဟိုးတခါကမတ်ခက်မိတဲ့အိမ်မက်ထဲအယုတ်ရင်းမိတယ်စာအခရာစီမိတယ်ညီးတွားမိတယ်ဟိုးတခါကပေါ့ဟိုးတခါကဆိုတာကျွန်တော်နာမည်ဗျစိုင်းဝနာဟန်ဟိုးတခါကခေါ်တာနှလုံးသားတွေကပုံရိပ်ရှိခဲ့တာကျွန်တော်မသိခဲ့လို့တော့မဟုတ်ဘူးနော်ဒါပေမဲ့နေရာမရှိခဲ့ဘူးနာယီမလဲခဲ့ဘူးပြက်ကတိန်ရွက်ဆုပ်တွေလို့အကျွေလွှင့်ခဲ့ဘူးတိရွက်တွေကျွေခဲ့တယ်ရာသီတွေအခါခါပြောင်းသွားတယ်နှလုံးသားလေးကအချိန်ချင်းခုန်ခဲ့တယ်များဆမှားယွန်းခဲ့တယ်ကျွန်တော်ဟာချစ်တဲ့ခဲ့လို့ပါဟိုးတခါကသူကြီးတခါမကမှားယွန်းခဲ့ပြီးသားဘူတာလဲဟုတ်ရဲ့ယထာလဲဟုတ်ရဲ့ကားလဲဟုတ်ရဲ့
ခြေချင်းခီးလဲဟုတ်ရဲ့ဝစ်စုံတွေလဲဟုတ်ရဲ့စီးကလက်လဲဟုတ်ရဲ့ခိုကလေးတွေလဲဟုတ်ရဲ့ရနေလဲဟုတ်ရဲ့သူ့မှာလဲဟုတ်ရဲ့သူလဲဟုတ်ရဲ့ပေါ့ဟိုးတခါကနှလုံးသားပုံရိပ်ကြီးလွမ်းသေးတယ်ဗျာအချစ်ရှိပြီးတော့လွမ်းနေတာမဆန်းဘူးလားဗျာကျွန်တော်ဟာအလွမ်းကောင်ဝေးလွန်းတဲ့အလွမ်းကြပြားတွေရေးအလွမ်းတချင်းတွေနားထောင်ရင်ကျွန်တော်နှလုံးသားမှာထိုးစိုက်ခဲ့တာကတော့ຫນွေလိုကောင်ပဲဗျဟိုးတခါကပုံရိပ်ကြီးနာမည်လေးတစ်လုံးတော့ရှိတယ်ဗျတိတ်မှတ်မိတာပေါ့ရင်ထဲကနာမည်တချင်းမဟုတ်ဘူးဗျပန်းတွင်မဟုတ်ဘူးဗျသူ့နာမည်ကခင်နှင်းစီယနေ့ခင်နှင်းစီအတိတ်ကခင်နှင်းစီမဟုတ်တော့ဘူးယနေ့ခင်နှင်းစီမပါတော့ခင်နှင်းစီကျွန်တော်နှလုံးသားတွေကဟိုးတခါကပုံရိပ်ငယ်ကြီးခင်နှင်းစီရေတကယ်တော့ခွင့်လက်ချင်းဆိုတာထက်လှတဲ့အရာလေးရှိသေးတယ်ခင်နှင်းစီရေအဲ့ဒါကတော့ခင်နှင်းစီရေလောကသဘာဝထဲဥပိ္ပခာတရားလေးနဲ့ပဲငါတို့လက်တွေဆွဲကင်ထားစုဥပိ္ပခာတရားနဲ့ပဲငါတို့နှလုံးသားချင်းမိကြအောင်စို့ခင်နှင်းစီရေငါတို့ညံပညာတွေနှလုံးသားကိုကိုကြအောင်စို့ခင်နှင်းစီရေငါစပိန်ကိုမရောက်ဘူးပါဘူးခင်နှင်းစီရေငါအမေရိကန်ကိုမရောက်ဘူးပါဘူးခင်နှင်းစီရေပြင်သစ်မှာပြောင်းလဲလုပ်မယ်ဆိုတော့လေငါပတ်စပို့တွေမလုပ်ခဲ့ဘူးခင်နှင်းစီရေခိုးစားတွေကိုအစာချေးရင်နှင်းစီပန်းတွေပဲမျက်နှိုးတက်နေတဲ့ငါဟာဝင်းလုံးပါအချစ်နဲ့လည်းဝင်းလုံးနေမင်းတို့ပြောတဲ့ပညာတွေနဲ့လည်းဝင်းလုံးသူပါဘဝတွေနဲ့ဝင်းလုံးနေမင်းတို့တက်တဲ့အစင်တန်းတွေနဲ့ဝင်းလုံးနေငါနာမည်ကဝင်းလုံးပါပကြီးလေးတွေရေးတယ်အယောင်လေးတွေခြေတယ်ဘာဆိုင်းဝင်လာတယ်အဲ့ဒီအောင်မှာနှလုံးသားတွေဖူးပွင့်ခဲ့တယ်ငါအိမ်အောင်တွေကြခဲ့တယ်ခင်နှင်းစီကဟိုးတခါကပုံရိပ်တွေပါခင်နှင်းစီမင်းပြောတဲ့ခွင့်လွတ်ခြင်းလေးကိုငါလက်ခံပြီးတော့ခိုလေးတစ်ကောင်လိုငါပြန်တန်းခဲ့တော့ငါခိုလိုမကြီးခဲ့ဘူးခင်နှင်းစီမိမတယောက်ရဲ့ထမိန်သားကိုလည်းငါမအိပ်ဆက်ခဲ့ဘူးခင်နှင်းစီငါတစ္ဆာဆိုမဲ့ခင်နှင်းစီမင်းပေးတဲ့မေတ္တာတရားကိုတော့ငါစားသုံးပြစီခင်နှင်းစီတပြားရှိတွေသေတပံတသက်ဆုံးရွတ်ပြစေအောင်တော့ခင်နှင်းစီရေငါမြန်လို့တဲ့အမှုပညာကြီးလောက်ခွင့်ပေးအောင်တော့ခင်နှင်းစီရေငါရဲ့ project ကခင်နှင်းစီငါရဲ့ exhibition နာမည်ကခင်နှင်းစီနောက်မကြခင်တင်ဆက်မဲ့အချစ်ကြောင်းပုံလွာကအတိတ်ကဆက်ထားတဲ့အတိတ်ပုံရိပ်ကခင်နှင်းစီခင်နှင်းစီရေငါရည်ရခဲ့တဲ့အချစ်ဟာအမှုပညာဆန်တယ်ဆိုတာခင်နှင်းစီငါတဘဝလုံးအိမ်အောင်ချက်သားကြခဲ့သမျှခင်နှင်းစီငါချစ်ခဲ့သမျှခင်နှင်းစီငါချစ်ခဲ့တဲ့နှိမ့်တဲ့မျက်နှာတွေဟာခင်နှင်းစီအဲ့ဒီဟာတွေကိုမင်းပိုင်တဲ့ခင်နှင်းစီငါချစ်တွေကိုပိုင်တဲ့ခင်နှင်းစီငါဘဝရဲ့ဖြစ်တည်မှုတွေကိုမင်းပိုင်တဲ့ခင်နှင်းစီငါဟာပေးဆက်ခဲ့ရတဲ့နာကျင်ခဲ့ရတဲ့နှလုံးသားတွေကဒဏ်ရာတွေနဲ့အတူအချိန်ကာလတွေများဆာသုံးဖြုံပြစ်လိုက်ခဲ့မိပြီခင်နှင်းစီတို့ကြောင့်ငါ့ကိုခွင့်လွတ်ပါခင်နှင်းစီအတိတ်ပုံရိပ်တွေပါခင်နှင်းစီဟိုးအတိတ်ကပုံရိပ်အမီလေးနဲ့တစ်ချိန်တစ်ခါကမန္တလေးလမ်းမနဲ့အထူးသဖြင့်ရန်ကုန်လမ်းမတွေပေါ်မှာငါဆောင်ဆိုင်ခဲ့ဘူးတဲ့နေရာဒေသလေးကခင်နှင်းစီမြေဝန်းနက်တွေထဲငါနှလုံးသားထိုးမဆိုင်ခဲ့မိတဲ့အခါမှာအချိန်ခါမီပန်းတွေမပူပွင့်ခဲ့တာခွင့်လွတ်ပါခင်နှင်းစီလွမ်းနေစေခင်နှင်းစီရေလွမ်းနေရအောင်ပဲခင်နှင်းစီအလွမ်းကောင်ပါခင်နှင်းစီချစ်တယ်လို့ပြောမဲ့အစားညနိုးပြစီလို့ပြောပြစီခင်နှင်းစီရေတမိုးထားတယ်ကွာခင်နှင်းစီညနိုးတယ်ဆိုတာချစ်တယ်ဒီကြပြားရှည်တွေမဆုံးနိုင်တော့လို့ခင်နှင်းစီရေအဆုံးသက်ပြစီအောင်ပေါ့ခိတ္တငယ်ခင်နှင်းစီဟိုးအတိတ်ပုံရိပ်များနဲ့ခင်နှင်းစီလက်ပြနှုတ်ဆက်ခြင်းတွေဘယ်တော့မှမလုပ်ပြစီနဲ့အိုးတခါကအိုမိတ်ဆွေကျွန်တော်ကြပြားတွေရွတ်ခွင့်ပေးပါကျွန်တော်အယောင်တွေရှယ်ခွင့်ပေးပါကျွန်တော်နှလုံးသားထဲမှာပန်းလေးတစ်ပွင့်ဖူးပွင့်ခင်ပေးပါဟိုးအတိတ်ပုံရိပ်ငယ်ကြီးခင်နှင်းစီအတွက်အမှုပညာတွေလာအောင်ပဲကြပြားခေါင်းစဉ်အိုးအတိတ်ပုံရိပ်ငယ်များဒါကြောင့်မလို့ဒီကြပြားကိုရွတ်တဲ့သူဟာကျွန်တော်နာမည်အမည်ကတော့
အရှင်းပါဗျအရှင်းပါဗျစိုင်းဝနာဟန်ပါဗျပကြည်ရင်းတော့ဗစိုင်းဝနာလို့ခေါ်ပါဗျာကြပြလေးပါလေးရွတ်တယ်ဆိုရင်တော့ကျွန်တော်ဟာဝေးလွန်းပါခင်ဗျားတို့နှလုံးသားတွေနဲ့ဝေးလွန်းပါတယ်ခင်ဗျားတို့ရဲ့အသိဉာဏ်တွေနဲ့ဝေးလွန်းပါတယ်ဒါပေမဲ့ဝေးလွန်းရတဲ့အကြောင်းတရားကတော့နီးနေသူဖို့တော့မဟုတ်ပါဘူးဗျနီးတဲ့သူတွေကျူဆိုပါတယ်နော်ဝေးလွန်းကျွန်တော်ရဲ့မြေဝန်းတွေကခင်းနေစီပိုင်တယ်တတာခင်းနေစီနဲ့ပတ်သက်ပြီးတော့နိုင်ပြောစရာမရှိပါဘူးဒါပါပဲနော်အားလုံးကိုဘာလို့ပဲဖြစ်ဖြစ်ဒီအချိန်ကာလလေးကိုဖြတ်တန်းပေးတဲ့အတွက်ကျွန်တော်နာမည်တွေကိုလည်းမချိမိပါဘူးကျွန်တော်ပြောချင်တာတွေပဲပြောသွားတာပါအားလုံးကြည့်ပြတဲ့တူဦးတယောက်တက်ရှိတတ္တဝါတွေအားလုံးကိုကျွန်တော်ဒီတလေးတစားနဲ့ရိုးရိုးသေးသေးကျွန်တော်ချစ်ခင်ကြလို့ပါသည်ကျွန်တော်ဒီတကယ်ကိုချစ်ခင်တယ်ကျွန်တော်ဘယ်လိုချစ်တယ်လဲဆိုရင်သိမှာပါကျွန်တော်ယုံကြည်ထားတဲ့အမှုပညာကျွန်တော်ယုံကြည်ထားတဲ့ဉာဏ်ပညာဆိုတော့ရိုးသားပြောရရင်ကျွန်တော်ရဲ့ကြီးစုချင်းဖြစ်တဲ့ဦးဝိမလရဲ့ကျွန်တော်ရဲ့အဆုံးအမတွေကိုကျွန်တော်ခံယူတိဆောက်ပါတယ်တို့ကြောင့်ကျွန်တော်ဒီနှလုံးသားလည်းမသေးဘူးအုံနောက်လည်းမသေးဘူးနှလုံးသားလည်းမယူဘူးအုံနောက်လည်းမယူဘူးဘယ်ကဘာဘယ်လောကမှာကျွန်တော်ထွက်ပြေးမသွားဘူးကျွန်တော်ထွက်ပြေးကောင်မဟုတ်တဲ့အယူမဟုတ်တဲ့ကျွန်တော်ဟာအသိဉာဏ်ရှိနှလုံးသားကောင်းချစ်နိုင်ပြီးတော့ဉာဏ်ပညာကောင်းနဲ့ဆုံးဖြတ်လာသူတူဦးတယောက်ဖြစ်ပါတယ်ကျွန်တော်ရဲ့ခင်နှင်းစီအတွက်တော့သားတစ်ခုပေါ့ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲ့ဒါဆိုရင်ကျွန်တော်ချစ်ရတဲ့လူသားတယောက်နာမည်ကတော့ထုတ်ပြောအောင်ပေါ့တောင်ပေါ်ဒေသဘဲတွေရဲ့စကားပေါ့ဗျာအခုချိန်မှာတော့တို့ပြင်ခင်ဗျားတို့နဲ့တွေ့လိုက်ရတာဟလာဟာကနေဝမ်းတာပြီးတော့ဗျာကနေဝမ်းနေသွားပြီဗျို့ဒါကြောင့်မလို့ဟာကနေဝမ်းတာပြီးတော့ဗျာကနေဝမ်းနေရတဲ့နှုတ်ဆက်ခြင်းလေးကိုလည်းခဏပြုပါတယ်အားလုံးတက်တာပါဗျာချစ်တော့ပါချောင်းကြည့်တဲ့သူလည်းချောင်းကြည့်ပါဗျာခင်ဗျားတို့နော်ရပါတယ်တတာ